ကိုဖြူကတော့ဒီမှာဆိုလို့ရှိရင်ဟိုတောင်တော်တော်အကုန်တောင်ဆွဲပြီးသွားပြီဗျာဒါပေမဲ့လို့ကျွန်တော်တို့ကပိုက်ပင်လေးတွေဆွဲဖို့ကြံနေရအောင်ဟုတ်ပိုက်ပင်လေးကဲ့ကောတွေဆွဲဖို့ကြံနေရတော့ပိုက်ပင်လေးဆွဲပြီးသွားရင်ကျွန်တော်ရှက်ကျူးထုတ်တာလေးနဲ့ဒီပူမန်နေချင်းပိုင်းလေးပြီးရင်တော့ပြီးပါပြီအဲ့ဒါလေးသွားလိုက်မယ်လေနော်ဟိုတော့ဟုတ်ကျွန်တော်တို့ဒီ ကဲ့ကော school project ပေါ့ဗျာဘယ်လိုဖြစ်လို့2000ဟိုကြီးလို့အာခီလက်ဒီကောင်မဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုထားပါတော့ဒီကောင်ကကျွန်တော်ဟို ground floor ကပိုက်ပင်တွေအကုန်မဆွဲရသေးဘူးလေဒီနေ့ကနည်းနည်းပဲကျွန်တော်တို့ပြောသွားရအောင်ပြောသွားရဆိုတော့ ground floor ပိုက်ပင်လေးရင်ပြောလိုက်မယ်လေနော်အဲ့ကောင်ပိုက်ပင်ဆွဲရလေးကတခြားမဟုတ်ဘူးဗျာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်စက်ကနေအထွက်ပေါ့နော်စက်ကနေအထွက်ဒီတော့ပြောပြီးသွားပြီစက်ကနေခုနကကျွန်တော်တို့နော်ဘယ်လိုထွက်မလဲခုနပြောလို့ဘယ်လိုထွက်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင်ဒဲထွက်လာရင်ရလာတော့မရရလာဆိုရင်ဖက်လို့တော့ရတယ်ဒါပေမဲ့တကယ်အမှန်ကြတော့သူကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကခုနပြောလို့ section ဖြတ်ကြည့်လိုက်ရခါကြလို့ရှိရင်လေโอเค section ဖြတ်ကြည့်လိုက်ပြီဆိုရင်သူဆက်အပွားနေသွားချင်ရလားအောက်ကနေသွားချင်ရလားအပုံစံမျိုးလေးပဲဗျာကျွန်တော်တို့ကအဲ့လိုပုံစံမျိုးသွားမှာနော်အဲ့ကျတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစက်ကနေထွက်မယ်သွားမယ်ပေါ့ဗျာအပုံစံမျိုးလေးဆွဲမယ်ကျဲဟာတွေလည်းတောင်းလျှောက်ခြင်းအဲ့လိုပဲသူ့မှာနော်အော်တိုကတ်ဖိုင်မှာနော်သူ့ရဲ့တခါတည်းပါပြီးသားရှိရယ်သူပါပြီးသားပိုက်ဆိုင်တိုင်းကိုကျွန်တော်တို့ကလိုက်ပြီးတော့ဆွဲသွားလိုက်မယ်အဓိကကျွန်တော်တို့ကဘာကိုအဓိကသိရမလဲဘာကိုအဓိကသိရမလဲဆိုတော့သူ့ရဲ့နော်ကတ်ဖိုင်မှာတခါလေဒီမှာဆိုလို့ရှိရင်သူက main ပိုက်လေးတွေရောမှာရောပေးထားတယ်65နော်ဒါဆိုရင်ရှီဝါဒ supply ရော return ရော65ဒီကနေဒီတိက65အဲ့ဒါပြီးရင်ဒီဘက်မှာဆိုရင်တခါပြောင်းသွားမယ်အဲ့ဒါပြီးရင်ဒီမှာဆိုရင်50နော်ရှီဝါဒ supply ရော return ရောက50ဆိုပြီးတော့ဒီပိုက်ဆိုင်နှစ်ခုကိုရှင်ပေးထားတယ်အပုံစံမျိုးပြီးရင်ဒီကနေခွဲထွက်မယ်ပိုက်ဆိုင်ဘယ်ကနေဘယ်နေရာလောက်မှခွဲထွက်မလဲအပုံစံမျိုးပေါ့ဗျာအဲ့လိုခွဲထွက်ပြီးရတယ်ကျွန်တော်တို့ကဘာတွေဆက်လုံမှာလဲနော်အပုံစံမျိုးနဲ့သွားမယ်တောက်လျှောက်ဟုတ်ပြီအဲ့လိုသူ့ရဲ့ကတ်ဖိုင်ကိုကြည့်လိုက်တော့ကျွန်တော်သူ့ရဲ့ကတ်ဖိုင်ကိုကျွန်တော်ကဟိုနည်းနည်းလေးနော်ဟတ်တုံးလောက်ထားတော့ကတ်ဖိုင်အမိန်နေကျွန်တော်အကောင့်တွေကိုပြန်ဖွင့်လိုက်မယ်ပြန်မဖွင့်ခင်ကျွန်တော်ကဒီကောင်တွေကိုတစ်ချက် highlight မယ်ထွဲပြီးသားဟာလေးတွေကျွန်တော်တစ်ချက်အကုန်ပြန် highlight မယ်နော်တံပြီးခဏ hide ထားလိုက်မယ်โอเคအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကတ်ဖိုင်မှာမိန်ထားရတာလေးကိုကျွန်တော်ကဒီမှာနော် VV တဲ့ကနော် VV တဲ့ကနေပြီးတော့နော် visibility graphic နော်အဲ့ဒါကနေပြီးတော့ကျွန်တော်က import cut ဆိုတဲ့အထဲမှာနော်ဒီမှာဒီ level 1ဆိုတဲ့ hat အဲ့ဒါလေးကိုကျွန်တော် hat တုံးလောက်တာကတ်ဖိုင်လေးကိုအဲ့ဒါပြီးကျွန်တော် okay လို့လုပ်လိုက်ရင်ဒီမှာဒီကောင်ကြီးပြန်ထင်းလာလိမ့်မယ်ဒါကျွန်တော်တို့ဆွဲထားတဲ့ file ကြီးမဟုတ်ဘူးเนาะဒါကတ်ဖိုင်ကျွန်တော်တို့ဆွဲထားတဲ့ repeat ဟွာတွေက 3D model ကြီးကကျွန်တော်တို့ကခဏ hide ထားတာကြားလားမသိဘူးကျွန်တော်ပြောတာတယောက်တည်းပြောတာဟုတ်ကြားရတယ်ကွာဟောโอเคဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာပိုင်ပင်လမ်းကြောင်းရှိရဟိုဆက်ကနေအထွက်ဒီမှာဆိုရင်တော့သူဆက်ရဲ့ဘယ်ဘက်ချက်အထွက်ထားเนาะဒီထဲမှာတကယ်တော့ကျွန်တော်တို့ unit တွေကပုံမှန်ဆိုရင်တော့ဆက်ရဲ့သူညာဘက်ချမ်းမှာထွက်မှာဘလို့ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းဘလို့ကြည့်လဲဆိုတော့ခုနအောင်နဲ့ကျွန်တော်ပြောလို့ပေါ့ဗျာဒီ supply ဘက်ကတက်ကနေကြည့်လိုက်လို့ရှိရင် supply တက်ကနေကြည့်လိုက်လို့ရှိရင်သူရဲ့ညာဘက်ချမ်းမှာသူကရှိလိမ့်မယ်အဲ့ပုံစံမျိုးเนาะโอเคဟုတ်ပြီအဲ့တော့သူကစက်တွေထွက်လာမယ်ထွက်လာပြီးရင်ပိုက်ဆိုင်တွေကဒီမှာတခါတည်းရေးပြီးသားလေးတွေပါလိမ့်မယ်မပါသေးဘူးဆိုရင်တချို့ကြောင့်လည်းဒီဇိုင်းရပြဆိုလို့ရှိရင်ကတော့သူကတခါတည်းဟိုလောက်ရတာပေါ့ဗျာအကုန်လုံးပိုက်ဆိုင်တွေကသာထည့်တွက်ရပါပေါ့ဒါကကျွန်တော်တို့ကတော့ဒါဂျူနီယာအနေနဲ့ရောမော်ဒယ်လာတယောက်မော်ဒယ်လာဂျူနီယာတယောက်အနေနဲ့ရောမော်ဒယ်လာခုနကပြောလို့တိုင်း expert မဟုတ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်တွေကတော့ PDF ပေါ်ပဲဖြစ်ဖြစ်ကတ်ဖိုင်ပေါ်ပဲဖြစ်ဖြစ်ကျွန်တော်တို့အခြေခံပြီးတော့စွဲကြမှာအပုံစံမျိုးဟုတ်ပြီအဲ့ဒါတော့ကြည့်လိုက်တော့သူ့ရဲ့ပိုက်ဆိုင်နော်ပိုက်ဆိုင်တခါသူကဒီ MCU အထွက်ဆိုရင်ဘယ်လောက်တုံးဆိုတော့32နော်32 Shiwada supply return နော်ဒီမှာ supply ရော return ရောကနှစ်ပိုက်လုံးက32အဲ့ဒီမှာဒီမှာလာပြီးရင်တော့နှစ်ခုဒီနားလေးမှာနော်ဒီဘက်ကိုသွားမှာလားဒီဘက်ကိုသွားမှာလားအပုံစံမျိုးအဲ့ကြတော့ကျွန်တော်တို့ကအရင်ဆုံးသူ့ရှိတဲ့အတိုင်းပဲကျွန်တော်တို့ကတွေ့ရတဲ့လုံးကနေစကြည့်လိုက်ပါဗျာစကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ကဒီဘက်တစ်ချမ်းကိုအရင်ဆုံးလိုက်ကြည့်လိုက်မယ်ဆိုတော့သူ့ရဲ့ပိုက်ကဘယ်ထိသွားထားလဲပေါ့အဲ့ဒီမှာဒီဘက်ကိုထက်လာမယ်ဆိုလို့ဒီမှာလာလိုက်ပြီဆိုလို့သူ့ရဲ့ပိုက်ဆိုင်ကဘယ်လောက်လဲ65အဲ65ဆိုတော့ကျွန်တော်65တိုင်းဆွဲမယ်ဆက်အဝင်တွေကတော့ကြည့်လိုက်တော့ဒီကောင်က capacity အတူတူပဲဖြစ်တဲ့အတွက်သူ့ရဲ့ပိုက်ဆိုင်တွေကလည်းအတူတူဖြစ်နေတာ32တွေနော်
ဒါတချို့ကြရင်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ capacity ချိန်ရင်တော့ပုံမှန်ဆိုရင်ဒီကောင်ကပိုက်ဆိုင်တွေကလည်းချိန်သွားလိမ့်မယ်ကြီးရင်ကြီးသလိုတင်းရင်တင်းသလိုပေါ့ဗျာဒီမှာကတော့ဒါကျွန်တော်တို့ကဟို training project ဖြစ်တဲ့အတွက်ဒီမှာကတော့သူကတားကြီးခက်ခဲခဲတော့ပေးမထားဘူးတကယ် project မှာဆိုရင်တော့သူရှိတဲ့အတိုင်းပေါ့နော်သူရဲ့ capacity လိုက်ကျွန်တော်တို့ချိန်သွားတာတွေရှိလိမ့်မယ်ဒါကတော့လေ့ကျင့်ရင်လုံရင်းပေါ့ဗျာကျွန်တော်တို့ဖွဲ့တွေကဟုတ်ပြီဟုတ်အဲ့အပြင်ကျွန်တော်အဲ့လိုဆွဲလာမယ်ဆွဲလာပြီးရင်ကျွန်တော်တို့ခုနပြောလို့ဒီကတ်ဖိုင်ကိုအရင်ဆုံးကျွန်တော်လိုက်ကြည့်ရမှာဒီမှာဒီဆက်မှာတစ်ခါ join ထားတယ်ဒီမှာတစ်ခါ join ထားတယ်ဒီမှာဆိုရင်ဒါဒီကောင်ဆိုရင်ပုံမှန်ဆိုအမှန်ပဲတွေ့လားသူရဲ့နော်သူရဲ့ connection တွေကဒီမှာ pipe connection တွေဒီဘက်မှာသူရဲ့ညာဘက်ချမ်းမှာဒီ supply ကနေပြီးတော့ကျွန်တော်ဒီဘက်အချမ်းကနေပြီးတော့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကဒီရှက်နေပြီးတော့ဒီဆက်ဘက်ကိုမျက်နှာမူပြီးကြည့်လိုက်မယ်ဆိုရင်ဒီမှာ pipe connection တွေဒီကနေထွက်ထားတယ်ဒါဆိုရင်အမှန်ပေါ့ဗျအပုံစံမျိုးဟုတ်ပြီဒီမှာဆိုရင်လည်းသူကအကုန်လုံးကတော့ဒီမှာကတော့စက်တွေကနေထွက်ချင်းနေရတော့32နော်32 byte တွေနဲ့တွားထားတယ်ကျွန်တော် chihuahua ရော supply ရောအဲ့ဒီမှာကျွန်တော် byte size လေးတွေဘယ်ကနေဘယ်နေရာမှာချိန်သွားလဲပေါ့ဒီကနေပြီးတော့ကျွန်တော်တို့ခုနပြောလို့ဒီဘက်လောက်ထိလာမယ်ပေါ့ဗျာဒီကောင်ကနေပြီးတော့ကျွန်တော်တို့ကဒီ byte အကျော်လောက်ထိကိုကျွန်တော်တို့65နဲ့လာမယ်အဲ့လိုကြော်ပြီးမှဒီဘက်ကိုကျတော့ကျွန်တော်တို့ကနည်းနည်းလေးနော်ဒီ brand ခွဲရဲ့နေရာလေးနည်းနည်းလေးကြော်ပြီးမှ65နဲ့လာမယ်အဲ့ဒါပြီးမှကျွန်တော်နောက်ပိုင်းပြီးရင်ဒီမှာဆိုလို့ရှိရင်50နဲ့နော်50နော် supply and return ဆိုပြီးတော့ရှိလိမ့်မယ်အဲ့ဒါပြီးကျွန်တော်50ဘိုက်ကဘယ်ထိသွားမလဲကြည့်လိုက်ကြည့်လိုက်ရဲ့အခါမှာဒီမှာနော်ဒီမှာဆိုရင်လည်း Chewata နော် supply and return 50တဲ့အဲ့ main ဘိုက်ကိုကျွန်တော်အရင်ဆွဲလိုက်မယ်ဆိုတော့သူကဘယ်ထိသွားမလဲဩဒီလောက်ထိပဲလာမယ်နော်ဒီ brand အကျော်လေးလောက်ထိပဲလာမယ် brand အကျော်လေးလောက်ထိနော်50ဘိုက်ကိုကျွန်တော်တို့ကဒီကနေဒီဆွဲလာလိမ့်မယ်ဗျာပြောရမယ်ဆိုလို့ရှိရင်ကိုဝင်လေးတို့ကလည်းနည်းမတက်တာကြတော့ဟွာလောက်မှဆိုလို့ခုဒီကနေပြီးတော့ထားပါတော့ဒီနန်းလောက်ထိနော်ဒီကနေဒီတလျှောက်ပေါ့ဗျာဟုတ်ကဲ့ကွာโอเคဒီကသွဲနေဆိုတော့ပါဝါရောဆိုတော့ဟုတ်ပြီကျွန်တော်ပြောချင်တာကခုနပြောလို့တကယ်လို့ပြီးရင်နော်မရှင်းလိုက်ရင်တော့ပြန်မေးနော်ဟုတ်โอเคဒါလေးကိုတော့ကျွန်တော်ပြန်ဖြတ်လိုက်နော်သူ့ရဲ့ဟွာအရဆိုရင်ဒီ AutoCAD ရဆိုလို့ရင်50ဘိုက်ကဘယ်ထိလာမလို့ဒီ brand ဒီနော်brand ခွဲထားတဲ့အကျော်လောက်ထိနော် pipe brand ခွဲထားတဲ့အကျော်လောက်ထိလာမယ်အဲ့အပြင်နောက်ဆုံးတစ်လုံးကိုကျတော့ဘယ်လောက်နဲ့ဝင်32နဲ့ဝင်မယ်အဲ့အပြင်ဒီဘက်မှာကျတော့လက်ခုနပြောလို့ဒီကောင်တွေကတော့ကျွန်တော်တို့ training ဟွာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ pipe size ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ pipe size ကဘယ်လောက်လဲဆိုတာပေးမထားဘူးဒီကောင်ဆက်အတွက်က32ဒီမှာလဲ32ဆိုဒီကောင်တကယ်ကြတော့နှစ်ပိုက်ပေါင်းပြီးမှနော်ဒီနှလုံးသားပေါင်းပြီးမှဒီဘက်ကတစ်ပိုက်ထွက်မှာလေဟုတ်ကဲ့ဒီနှလုံးပေါင်းပြီးမှဒီဘက်ကျတော့ main ပိုက်သဘောမျိုးဖြစ်သွားမှာဟုတ်အဲ့ကြလို့ရှိရင်သူကပိုက်တိုက်ချင်းအောင်မလားမချင်းဘူးလားဆိုတော့ကျွန်တော်ဘယ်ကနေကြည့်ရမလဲဒီလိုခုလိုဗျာ level လေးဒါကတော့သူက32ပဲသုံးမယ်နော်32ပဲသုံးမယ်ဆိုတော့32ပဲသုံးပေါ့တကယ်ဆိုလို့ရှိရင်နော်ပိုက်ဆိုင်တွေကျွန်တော်တို့ကနော်ဟိုတွေကဓာတ်ဆိုင်တွေကအကုန်လုံးပြန်တွက်ပေးရမှာပေါ့ဗျာနောက်ပိုင်းလုံရင်းနဲ့ပူလေးလာပါခုကတော့ model လေးပိုင်းဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ကကတ်ပေါ်မှာအခြေခံပြီးဆွဲမှာဖြစ်တယ်ဒီမှာနော်ဒီမှာဆိုလည်းပေးထားရနော်32 Chewata supply and return နဲ့ဒီထိကိုပဲသူက32နဲ့ပဲသွားမယ်ပေါ့ဗျာအပုံစံမျိုးအဲ့အပြင်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ကပိုက်ကနော်မရှိတော့ဘူးဒါဆိုဒီနောက်ဆုံးအလုံးထိဆိုပြီးသွားပြီစက်တွေကနော်အဲ့လိုပြီးသွားပြီဆိုရင်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဘက်ကိုပြန်လာမယ်ဗျာကျွန်တော်တို့ဒီနန်းကနေခွဲထွက်ထားတာဟုတ်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုသူ့ရဲ့နော်ပိုက်ဆိုင်ကိုကြည့်လိုက်မယ်ဆိုဒီထိတောက်လျှောက်တော့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်ဒီမှာဒီထိမပေးသေးဟုတ်ပြီလိုက်ပိုက်ဆိုင်ဘယ်လောက်ဖြစ်မလဲဆိုလာကြည့်လိုက်မယ်ဩဒီမှာဆိုရင်သူ့ရဲ့နော်သူ့ရဲ့ပိုက်ဆိုင်ကိုသူကဒီမှာတစ်ခါတည်းရေးပေးတာ65ဆိုအတူတူပဲလေအဲ့ဒါဆိုဒီကနေပြီးတော့ကျွန်တော်တို့က65တိုင်ကိုတောက်လျှောက်ဆွဲလာလိုက်ဘယ်ထိသွားမလဲသူ့ရဲ့နော်ဟိုဒီမှာဆိုလို့ရှိရင်လည်း65ပဲเนาะမပြောင်းသေးဘူးကျွန်တော် main byte ကိုအရင်ဆွဲကြတာဟုတ်65ပဲမပြောင်းသေးဘူးဆိုတော့ဒီကောင်လေး air ချိုးပြီးတော့ဒီမှာတွေ့တော့ကျတော့ဒီမှာကျတော့ဘာတော့ size ကတစ် size ချင်းသွားပြီဘယ်လောက်ဖြစ်သွားရင်တော့ diameter 80ဖြစ်80 80เนาะ80 mm ဖြစ်သွားပြီเนาะအဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောလို့ဒီကောင်ကိုကြော်ပြီးမှချိန်ပါလားဒီဘက်မှာတကယ်လို့ပေးမထားဆိုလို့ရှိရင်တော့သူကတော့သူကဒီနမ်းမှာချိန်ခိုင်းထားတဲ့သဘောမျိုးဗျာဒါပေမဲ့ကျွန်တော်တို့ကခုနပြောလို့เนาะဒီဘက်က capacity တွေလုံးတွေကြည့်ပြီးတော့ကျွန်တော်တို့ကပြောင်းရမှာဆိုတော့လေဒါလေးကြရတော့ကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ဒီ air ဘူးအကျော်လောက်ကနေပြီးတော့တကယ်တော့ဒါပိုက်ဆိုင်တွက်ရမှာပေါ့ဗျာ capacity ဘယ်လောက်ထိကိုဘယ် site သုံးရမယ်ဆိုတာအဲ့လိုပြီးမထားအောင်ကျွန်တော်တို့ကမသိသေးဘူးဆိုလို့ရှိရင်မလောက်ထိသွားမလဲဒီနမ်းမှာပဲဖြတ်မှာလားဒီဘက်ကိုကြော်သွားမှာလားအပုံစံမျိုးအဲ့ကြလို့ရှိရင်ကျွန်တော်တို့က
ဒီဘက်ကဟာတွေကိုအကုန်လုံးသူ80ပိုက်နဲ့နော်သုံးလို့ရအောင်ဆိုကျွန်တော်တို့ကဒီဘက်ကိုကျွန်တော်အယူဆနဲ့နော်ဒီဘက်နည်းနည်းလေးကြော်ထားပြီးတော့80ဒီဘက်ကိုဒီထီကိုပေါ့ဗျာ65ထီလာလိုက်မယ်ပေါ့ဒီလောက်ထီကိုဒီနေရာလောက်ထီကို65လာလိုက်မယ်ဒီဘက်ကိုကျတော့ဒီ80နဲ့ဆွဲမယ်အပုံစံမျိုးဒီကနေမှတစ်ခါပြန်ထွက်မယ်သူရဲ့နော်32ဆို32အပုံစံမျိုးနဲ့ပြန်ထွက်ပြီမယ်တခါလေးကြရင်လည်းတချို့ကြရင်လည်းအဲ့လိုမဟုတ်ပဲနဲ့ခုနတကယ်အမှန်ကတော့ capacity ပေါ်မူတည်ပြီးတော့ဒီကောင်တွေကတွက်ရမှာနော် capacity ပေါ်မူတည်ပြီးတွက်ရမှာဆိုတော့ကျွန်တော်တို့ကမတွက်တတ်သေးဘူးဆိုရင်တကယ်ဟွာလို့စွဲဖို့လိုအပ်ပြီဆိုလို့ရှိရင်တော့ခုနပြောလိုပဲနော်ဒါကိုကပိုက် site ကိုသူ့ရဲ့နော် capacity အနည်းများပေါ်ယူပြီးတော့ကျွန်တော်တို့ကတွက်လိုက်မှာအပုံစံမျိုးဗျာအဲ့ပြီးတော့ဒီဘက်လာကြည့်လိုက်ရင်တော့သူကတော့32နဲ့ပဲဆိုတော့တခါလေးကျဒီနော်တီတွေပါတွေနော် fit တွေနေရတော့ fit တွေနဲ့ပတ်သက်ပြီးတော့လိုဟွာလောက်ကအစင်မပြေရလေးရောရှိတတ်တယ်ဟုတ်ပြီအဲ့ပြီးသားပြီးရင်ကျွန်တော်ဒီမှာတော့ပြောပြလိုက်မယ်ဗျာဟိုမရှိရင်တော့ကျွန်တော်ထပ်မယ်လေပြီးလို့ရှိရင်ကျွန်တော်ဟိုဘက်နော်ဟိုခြေလာဘက်ပိုင်းကိုပိုက်ပင်ဆွဲရလေးတွေနော်ပန့်အနေနဲ့ join ရလေးတွေတွားရအောင်မို့လို့โอเคအဲ့ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဘက်ကိုဆက်လာလိုက်မယ်ဆို80ဘိုက်ကဘယ်အထိလာပါလဲဒီဘက်ကိုဆက်ကြည့်လိုက်မယ်ကျွန်တော်တို့နော်သူ့ရဲ့နော်ကပ်ဖိုင်ကိုဆက်ကြည့်လိုက်ကြည့်ချင်းနဲ့80ဘိုက်ကဒီမှာမပြောင်းသေးဘူးနော်80ဘိုက်နဲ့ပဲတောက်လျှောက် main ဘိုက်နဲ့ပဲသွားနေတော့ဟောဒီမှာရောက်တော့ဘယ်လောက်ဖြစ်သွားရော65ဖြစ်သွားပြီ65ကဒီမှာကြည့်လိုက်တော့သူကဘယ်နှန်းလောက်မှလာချင်းရလဲပေါ့နော်တခါလေးကြားလို့ရှိရင်တကယ်တော့ကျွန်တော်တို့ဒီကောင်က65ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်80ကနော်ဒီကောင်ကနေပြီးတော့ဒီနေရာလောက်ထိပဲသွားမယ်ကျွန်တော်တို့ဒီ80ပိုက်ကိုလည်းအဲ့လိုပဲသွားလိုက်တော့မယ်ဟိုဘက်ရောဒီဘက်ရောပေါ့နော်တကယ်လို့ကျွန်တော်တို့ကမတွက်နော်ကျွန်တော်တို့ကပိုက်ဆိုင်တွေတွက်ထားမရှိဘူးတွက်မထားသေးဘူးဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဘလူယူဆပြီးဆွဲလိုက်မလဲဒီထိနော်80ပိုက်ကိုဒီကနေပြီးတော့ဒီနန်းလေးထီကိုကျွန်တော်တို့က80ပိုက်သုံးလိုက်မယ်ဒီကြားထဲမှာဟုတ်နော်ဒီကြားထဲမှာ80ပိုက်သုံးလိုက်မယ်ဟိုဘက်ကြာလို့ရှိရင်နော်ခုနပြောလို့နော်ဒီထီကိုကျွန်တော်80ပိုက်နဲ့သုံးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကနော်ဟိုဘက်ကျရင်ဒီဘက်မှာကျတော့ဘယ်လောက်ဖြစ်သွားပြီတုန်းဆိုတော့ဒီမှာ65တယ်နော်ဒီမှာတော့ရေးထားတယ်နော်65ဘိုက်နဲ့ဒီကနေပြီးတော့တောက်လျှောက်သွားမယ် main ဘိုက်အဲ့လိုသွားပြီးဆိုမှ65ဘယ်ထိလာမလဲဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တခြားဒီထိလဲ65မပြောင်းသေးဘူးဒီမှာတော့ brand ဝဲတစ်ခုရှိရနော်အဲ့လို brand ဝဲကြော်ပြီးတစ်ခုသတိထားပါဒီမှာ50နော်50ဘိုက်ဖြစ်သွားပြီဟာ50 Chihuahua supply return 50အဲ့ဒါပြီးလို့ရှိရင် तू ကအဲ့ဒီ50ကဘယ်ကနေဘယ်ထိကိုညီညွှန်းလဲဆိုတော့ तू ကဒီတကယ်တော့ဒီ bread အကျော်လောက်ကနေပြီးတော့ तू ကစပြီးတော့နော်သူ့ရဲ့ပုံမှန်ပြောမှဆိုတော့ဒီ brand ထွက်ထားတာအကျော်လောက်ကနေစပြီးတော့ဒီဘက်ကို तू က50သွားမယ်ဆိုတဲ့သဘောမျိုးနဲ့နော်50ပိုက်ပေါ့ဗျာအပုံစံမျိုးအဲ့ဒါကြောင့်မလို့စောနာကျွန်တော်ရှေ့မှာလေဟို brand ကိုကြော်ပြီးတော့ကျွန်တော်ပိုက်ဆိုင်အကြီးကိုကျွန်တော် brand ကိုကြောယူလိုက်ရဲဆိုတော့အဲ့ဒါမျိုးဒီဘက်ကိုဒီ brand ဝဲလေးအကျော်မတွက်တတ်ခင်ပြောရနော်တွက်တတ်သွားရင်နော်အဲ့လိုယူလို့မရအောင်နော်တွက်တတ်သွားရင်တော့သူကလည်းသူအမှန်တိုင်းယူရမှာနော်ဒီမှာဆိုလို့ရှိရင်ခုနပြောလို့ကျွန်တော်ဒီ bread အကျော်လေးထိနော်ဒီ set အရေအတွက်ကိုဒီဘက်များပြီးတော့ယူခြင်းလို့ဗျာအဲကြောင့်ဒီဘက်လောက်ထိကိုကျွန်တော်ကဘလောက်ဒီဘက်ကဒီနန်းထိကိုကျွန်တော်ဘလောက်နဲ့သွားတော့ဆိုတော့ခုနပြောလို့65နဲ့သွားလိုက်မှာအဲ့ပြင်ဒီ brand လေးကြော်ပြီးတော့နော်ဒီထိကို65နဲ့သွားမှာအဲ့ဒီဘက်အချမ်းကြတော့ကျွန်တော်တို့ခုနပြောလို့ဘလောက်နဲ့ပြန်သွားမှာလို့ဆိုတော့သူ့ရဲ့ပြီးထားတဲ့အတိုင်းဘလောက်နဲ့တော့50နဲ့သွားလိုက်မှာအပုံစံမျိုးဒီမှာလေဒီမှာပိုက်ဆိုင်နော်သူရဲ့နော်50 cheap water supply return ဆိုပြီးတော့ပေးထားတာရှိတယ်အဲ့တော့ဒီကောင်50 site ကဘယ်ထိသွားမှာလဲကျွန်တော်လိုက်ကြည့်မယ်ဆိုရင်ဒီမှာဆိုလို့ရင်ကျွန်တော်တို့ကနော်ဒီမှာဆိုရင်40ဆိုတာလေးရှိတယ်50ဘိုက်ကဘယ်ထိလာမလဲခုနပြောလို့50ဘိုက်ကကျွန်တော်တို့ကတောက်လျှောက်ဆွဲလာလိုက်မယ်နော်ဘယ်ထိလာမလဲ50ဘိုက်ကတကယ်တော့ဒီမှာနော်ဒီမှာဆိုရင်40ပြောင်းသွားပြီတကယ်လို့ဒီနားမှာသာ site change မယ်ဆိုလို့ရှိရင်သူကဒီ40ဆိုတဲ့နေရာလေးကဒီနေရာလေးမှာလည်းသူကလာပြီးတော့ပေးလိုက်မယ်သလားတကယ်တော့အဲကြောင့်သူကဒီဘက်အထိကိုသူ site ကဒီ50 site ကကြတော့ခုနကျွန်တော်ပြောလို့ပဲဒီ brand နေရာနေစဖွဲလာပြီးတော့ဒီမှာ
တစ်လုံးเนาะနှလုံးဒီနှစ်ခုပြီးမှသူကဒီဘက်ကို40 shear water supply 40ဆိုပြီးတော့ပြောင်းသွားတာအဲ့အတွက်ကိုကျွန်တော်တို့ကခုနပြောလို့ဒီကြားထဲမှာသာသူကအပြောင်းလဲရှိမယ်ဆိုလို့ရှိရင်เนาะသူ့ရဲ့ဒီ40 shear water supply return ဆိုတဲ့နေရာလေးဒီနေရာလေးမှာလည်းပေးလိုက်မယ်မပေးဘူးဆိုလည်းအဲ့လိုပေးမထားဘူးဆိုရင်ကျွန်တော်တို့ဒီဘက်လောက်ထိကိုဒီ brand အကျော်လောက်ထိကိုကျွန်တော်တို့က50 size နဲ့ပဲလာဆွဲလိုက်မယ်เนาะအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်က40ဆိုပြီးတော့ဒီနော်40နဲ့သွားမယ်ပြီးလို့ရှိရင်ဒီမှာလေဒါဆိုလို့ဒီ bread ကြော်ပြီးသွားလို့ရှိရင်ဒီ bike ကဘယ်လောက်ဖြစ်သွားရအောင်ဆိုတော့32ဖြစ်သွားပြီအပုံစံမျိုးပေါ့ဗျာဒီ bike လေးက32 bike လေးဖြစ်သွားပြီခုနကကျွန်တော်တို့နော်ဒီကြားထဲလေးမှာဒါကျွန်တော်တို့ကနော်40 bike သုံးရမယ်ဆိုလို့ရှိရင်သူ့ရဲ့ label လေးကလည်းဒီထဲမှာ40 shear water supply retail ဆိုတော့ပေးထားလေးရှိလိမ့်မယ်ကျွန်တော်ပြောချင်တဲ့သဘောပေါက်လားမသိဟုတ်ကူသဘောပေါက်ရတယ်ဘူးဟုတ်ဟောရောကိုဝင်လင်းထွေရောဟုတ်ဟုတ်ကဲ့ကိုကြားလာကြားတယ်ဟုတ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနော်စဆွဲကြည့်တော့မယ်ဘယ်လိုဆွဲမလဲထားပါကျွန်တော်ပြန်ဖော်လိုက်မယ်ဆွဲရဟိရှာနော်စဆွဲတော့မယ်ဆိုလို့ရှိရင်ဒီမှာဒါဆိုရင်ကျွန်တော်တို့ဆွဲထားတဲ့ဟာကြီးပါလာပြီဒါဆိုရင်ကျွန်တော်တို့ auto cut file ကြီးနဲ့ရောနေမှာဆိုတော့ခုနလိုပဲကျွန်တော် cut file ကိုပြန်ပြီးတော့မလုပ်မလို့ cut file ကိုပြန်ပြီးတော့ကျွန်တော်ကဟိုသူ့ကိုလေးအော့လောက်ထားလိုက်မယ်ပေါ့နော်ခုန head တုံးလောက်ထားလိုက်မယ်ပေါ့ V နော် head တုံးလောက်မယ်ဆိုလို့ဘယ်ကနေသွားမလို့ view ထဲကနေပဲသွား keyboard shortcut key ကနေပဲသွားနော် V ဆိုနှိပ်လိုက်လို့ရှိရင်ဒီမှာ model category ဆိုတဲ့မှာဒီမှာကျွန်တော်တို့နော် link ကခေါ်ထားတဲ့အထဲမှာကျွန်တော်တို့ကနော် import cut ဆိုတဲ့အထဲကဒီမှာနော်ကတ်ခေါ်တဲ့ကတ်ဖိုင်မှာကျွန်တော်တို့ head တုံးလုပ်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်သူကလည်းသူ link ခေါ်ထားတဲ့ကတ်ဖိုင်ကသူကလည်းသူမိန်လေးဖြစ်သွားမှာအပုံစံမျိုးโอเคဒီဟာလေးကိုဒီဘက်ကျွန်တော်တစ်ချက်ဟွာလုပ်လိုက်မယ်လေဆိုပြန်ဆွဲပြလိုက်မယ်နော်ထပ်ဆွဲပြလိုက်မယ်ဟောဒီမှာဆိုရင်ဥထားပါလားကျွန်တော်တို့အကုန်ကြည့်ပြီးသွားပြီဗျာနော်ကြည့်ပြီးသွားပြီ set တွေကလည်းset တွေကနေဒီ main byte ကြီးအရင်ပဲဆွဲရင် set တွေကနေပဲအရင်ပဲထွက်နော်ဘယ်လိုပဲလှုပ်ထားလို့ရတယ်ကျွန်တော်တို့ကကျွန်တော် gray ပါအကုန်ဖြည့်ရနေထားပါတော့ပြီးရင်တော့ဒါမစင်ဘူးဆိုရင်တော့ရတယ်โอเคကျွန်တော်ကအခုပြောချင်တာကmain byte ဆွဲမယ်ဗျာ main byte ဆွဲမယ်ဆိုဒီမှာဆိုရင်ဒီထိက65ပေါ့နော်65လာတယ်ဆိုတော့ကျွန်တော်တို့ကခုနပြောလို့ဒီ main byte ကိုစဆွဲတော့မှာဆိုဘယ်နဲ့ကနေစဆွဲမလဲနော်စဆွဲမလဲကျွန်တော်ကယူစပေါ့နော်ကျွန်တော်ကအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါတော့ကျွန်တော် ceiling level နဲ့ပြန်ချိန်ပြီးတော့ ceiling level ဘယ်လောက်မှရှိလဲကျွန်တော်တို့ byte ကိုဘယ် level မှာထားမှာလဲဒါတွေကရှေ့မှာလည်းပြောခဲ့ပြီးသွားပြီလေနော်အဲ့ကြတော့ခုနပြောလို့ပဲဘယ်လောက်မှရှိမလဲဘယ် level မှာထားမှာလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်ကြည့်ရမှာနော်ဒီမှာဆိုရင်ကျွန်တော်တို့က2138 level နဲ့ပေးထားတာဟုတ်စီလင်ကတေချာရဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာနော်ဒီ elevation plan မှာတွားကြည့်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ကတွေ့ရလိမ့်မယ်နော်ဒါဆိုအဲ့ဟိုဟာလေးကျွန်တော်ပိုက်တိုက်ကိုကြတော့ကျွန်တော်ချီဝါတာပဲသုံးရမှာပေါ့နော်နော်အေးပေါ့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ခုထားပါတော့ကျွန်တော်တို့က PI ဆိုပြီးရိုက်ထည့်လိုက်မယ်နော် PI အဲ့လိုမှမတွားကြည့်လို့ရှိရင်လည်း system တွေကဒီမှာနော် pipe ဆိုတာလေးရှိရနော် system တွေက pipe ကိုမှကျွန်တော်တို့ကနော်အဲ့လို pipe ရွေးလိုက်မယ်ပြီးရင် pipe တိုက်ကြတော့ကျွန်တော်တို့ကခုနပြောလို့ဗျာ pipe system ဆိုရင်တော့ကျွန်တော်တို့ကချီဝါတာရွေးပါလေဟုတ်ပိုက်တိုက်ဒီမှာလေးကျွန်တော်တို့ template တွေ creation လုပ်ခဲ့တယ်မှာဗျာပိုက်တိုက်တွေကိုကျွန်တော်တို့ကပိုက်တိုက်ကဘာတွေတော့ပိုက်တိုက်ဆိုတော့ကျွန်တော်တို့ကခုနပြောလို့ပဲ carbon steel သုံးပါလားနော် GI သုံးပါလားပြီးရင် PVC သုံးပါလားအပုံစံမျိုးတွေတော့မှာလေဟုတ်ကဲ့အပုံစံမျိုးတွေတော့မှာဆိုပိုက်တိုက်နေရပါတော့ခုနကျွန်တော်ပြောလို့ပဲကျွန်တော်တို့ဒီမှာဆိုရင် carbon steel နဲ့သုံးမယ်ဆိုရင် carbon steel လို့ကျွန်တော်ထည့်မယ်အဲ့လိုမဟုတ်လို့ကျွန်တော်နောက်တစ်ခုကျွန်တော်မြန်မာပြည်မှာအသုံးများဆုံးရခုနပြောလို့ပေါ့နော် GI ဆိုလို့ရှိရင်လည်းကျွန်တော် GI ထက်ထဲကိုကျွန်တော်ပြောထားတယ်လေ GI ဝယ်တဲ့တို့ GI 3တို့ပေါ့ဗျာအဲ့လိုပုံစံမျိုးထားပါဒီမှာတော့ဆွဲကျွန်တော်တို့ကဒီက training လုပ်ရတဲ့လေ့ကျင့်ရတဲ့ဆိုတော့ဒီဟွာလုပ်တဲ့အတွက်ကျွန်တော်ကအလွယ်ကျွန်တော်တို့ထည့်ထားတယ်လေကျွန်တော်ဝယ်တဲ့နဲ့ပဲဒီ carbon steel နဲ့ပဲဆွဲGI နဲ့ပဲဆွဲအတူတူပဲတော့ကြိုက်ကြတယ်ဆွဲလို့ရတယ်နော်ဒါကိုယ့်ရဲ့ရွေးချယ်မှုခုလောလောဆယ်ဒီမှာဆိုရင်တကယ်ဆွဲမယ်ဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့ကဟို client ဟောဒါမှမဟုတ် consultant သူ့ရဲ့ spec တိုင်းကျွန်တော်တို့က live ဆွဲရပါသူတို့က carbon steel နဲ့ဆွဲပေးပါဆိုရင် carbon steel နဲ့ဆွဲပေးရမှာအဲ့လိုမှမဟုတ်လို့ GI နဲ့ဆွဲပေးပါဆိုရင်ကျွန်တော်တို့က GI နဲ့ဆွဲပေးရမှာအဲ့ပုံစံမျိုးခုန thread type တွေကျွန်တော်တို့က flange type တွေကကြတော့ဘာအဓိကဘာကွာသွားလဲဆိုတော့
ပိုက်ဆိုင်ကြီးလို့ရင်ကျွန်တော်တို့က thread တိုက်တွေသုံးလို့မရတော့အဲ့ကြရင်နော် flat တိုက်တွေသုံးရမယ်အဲ့ဒါလေးတွေတော့သိထားရမယ်နော် rain တိုက်ကတော့သုံးတော့သုံးကြတယ်သုံးတာတော့ရှားတယ်ခုနပြောလို့ rain တိုက်လည်းသုံးတယ်အဓိကတော့ thread တိုက်နဲ့ thread နဲ့ဟိုနဲ့ flan နဲ့ပေါ့နော်ဟို90အောက်လောက်ထိကို90လောက်ထိကိုသူကသုံးတယ်ပေါ့ဗျာ90နဲ့အထက်ပေါ့90နဲ့အထက်ဆိုလို့ရှိရင်50ထားပါတော့50နဲ့အထက်ဆို65ပေါ့65လောက်ထိကိုကျွန်တော်အဲ့ဒါပြန်ကြည့်မှရမှာပုံမှန်ဆိုလို့တော့ flan တိုက်ကနော်ပိုက်ဆိုင်ကြီးသွားတယ်တော့ flan တိုက်ကိုသုံးမယ်ပိုက်ဆိုင်တင်တော့ကျွန်တော်တို့ thread တိုက်ကိုသုံးမယ်အပုံစံမျိုးနဲ့သုံးမှာနော်ဟုတ်ပြီဒီမှာကတော့ကျွန်တော်တို့အခု carbon steel နဲ့သုံးမယ်ဗျာနော် carbon steel နဲ့ welded တိုက်နဲ့အကုန်လုံးသူအဲ့လိုကြီးရတယ်သေးရတယ်မပြောတော့ဘူးဒီကောင်အကုန်လုံး welded နော် welding စော်ချသွားတော့မှာအပုံစံမျိုးရှိရပိုက်ဆိုင်တွေကိုနော်တာကြီးလည်းမကြည့်ဘူးဆိုတော့လေအဲ့လိုပုံစံမျိုးနဲ့သုံးမှာတော့ပြီကျွန်တော်ခုနပြောလို့ pipe ကိုရွေးမယ် system တွေက pipe ကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလို့ carbon steel သုံးမယ်နော် carbon steel အဲ့ဒါပြီးလို့ရင်ကျွန်တော်တို့ကဘာလုပ်တဲ့ဟာတခုကိုရွေးရမှာလို့ဆိုတော့ elevation ပေါ့နော်မှန်ကန်တဲ့ elevation တခုကိုရွေးရမယ်အဲ့လိုရွေးပြီးသွားရင်ဒီမှာဆိုကျွန်တော်အရင်ဆွဲလက်စရှိတော့သူ့ရဲ့နော် elevation BOP ပေါ့ဗျာ bottom နော် bottom pipe 3165နော်3165 3166ပေါ့ဗျာအဲ့ပုံစံမျိုးရှိရအဲ့ဒါပြီးလို့ရှိရင်ခုနပြောလို့ကျွန်တော်တို့ကဒီအောက်မှာခုန system type ဆိုတဲ့နေရာမှာလေ mechanical အောက်က system type ဆိုတဲ့နေရာမှာကျွန်တော်တို့က supply ဆွဲမှာလား return ဆွဲမှာလားနော်ခြေဝါတာ return ဆွဲမှာလားခြေဝါတာ supply ဆွဲမှာလားကိုဆွဲမဲ့ဟာတခုကိုကျွန်တော်တို့ရွေးရမယ်။ Okay ကျွန်တော် return ပဲဆွဲမယ်ဆိုရင် return ပေါ့ supply ဆွဲမယ်ဆိုရင်ကျွန်တော် supply ပေါ့အဲ့ဒါတခုကိုရွေးပြီးရတဲ့အဲ့လိုရွေးပြီးရတဲ့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့မလုပ်လို့ရတော့ဆွဲလို့ရပြီ Okay ဆွဲမယ်ဆိုလို့ရှိရင် supply ဆိုလို့ရှိရင်ခုကကျွန်တော်တို့ရွေးလိုက်တာ supply လေဒီမှာနော် system classification ဆိုတဲ့နေရာမှာနော် hydraulic supply ဆိုတာရှိအဲ့အပြင်ကျွန်တော်ဒီမှာနော်ခုဆိုရင်ဒီမှာဆို supply နဲ့ return ရှိတော့ဒီမှာအပြလိုင်းလေးက supply 65ဆိုထားပါဒီနားကနေဒီလောက်ကနေကြော်ပြီးတော့ကျွန်တော်ကစဆွဲလိုက်မယ်ထားပါတော့ဒီလောက်ထိကျွန်တော်ခုနပြောလို့ကြော်ဆွဲအောင်ဒီကအရင်ကြီးကခုနပြောပိုက်ဆိုင်ကဘယ်လောက်လဲတော့65ပေါ့65နဲ့ဆွဲမယ်နော်65 okay 65ဆိုဒီမှာကျွန်တော်ကနော်ဒီလောက်ကနေစပြီးတော့ကျွန်တော်ဆွဲလိုက်မယ်ဒီထိလာလိုက်မယ် okay လောလောဆယ်သူတိုင်းဖုံတယ်နော်ဆွဲပြာနော်ဒီကောင်ကဒီကောင်တွေကဘာလို့ပြန်ညှိထားတော့ဆိုတော့နောက်ပိုင်း jacketing တွေနော် insulation တွေလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လို့မရတော့ဆိုတော့တာကြီးကက်နေမှာဆိုလို့ဒါကျွန်တော်ခွဲပေးထားတဲ့ပုံစံမျိုးနော်ဟုတ်ပြီအဲ့လိုဆွဲပြီးသွားပြီဆိုလို့ရှိရင်65ကိုခုနကျွန်တော်ပြောလို့ပေါ့နော်65ကိုဘယ်လောက်ထိဆွဲမှာလဲခုနပြောလို့65ကိုဘယ်ထိဆွဲမှာလဲဆိုတော့ဒီ bread အကျော်လေးထိဆွဲမှာဒီသူ့ရဲ့ဒီ bread လေးကဒီထဲမှာသူ့ရဲ့ connection နဲ့ဒီထဲမှာရှိတယ်အပိုက်ဆိုင်ကြီးကိုကျွန်တော်ဘယ်ထိဆွဲမလဲပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီရှေ့ထိကိုကျွန်တော်ဆွဲထုတ်လိုက်ပါဆွဲထုတ်ပြီးမှနောက်တစ်ခါကျမှဒီဘက်ကိုတော့သူ့ရဲ့နော်ဒီမှာဆိုလို့ရှိရင်50 chill water supply ဆိုပြီးပေးတာကြီးအဲ့နောက်ပိုင်းကိုကျွန်တော် chill water supply နေနဲ့ပြန်ပြီးတော့ခုနပြောလို့ပိုက်ဆိုင်ချင်းပြီးတော့ကျွန်တော်တို့ထပ်ဆွဲပေးလိုက်ပါအပုံစံမျိုးโอเคကျွန်တော်တို့ကပိုက်တွေဆွဲပြီးသွားပြီဗျာဆွဲပြီးသွားပြီဆိုတော့ဒီ branded တွေဆွဲမှာမလား branded တွေဆွဲမှာဆိုလို့ရှိရင်ကျွန်တော် dead ထွက်လိုက်ပြီဆိုရင်ဘာဖြစ်မှာလဲဆိုတော့တိုက်မှာအဲ့ကြရင်ကျွန်တော်တို့ကခုန dead တွေ dead မှာလေ gray တွေထွက်တယ်လို့ပဲလေကျွန်တော်တို့ကဘယ်လိုပြန်ထွက်ကြမလဲဘယ်လိုပြန်ထွက်ကြမလဲဆိုတော့ကျွန်တော်တို့အောက်ကနေထွက်မှာပေါ့ဒီကစီလီနဲ့သူ့ဟိုဟာနဲ့ဒီကကျွန်တော်တို့ကဘာလုပ်ဖို့ပဲလဲတခြား service တွေနဲ့ကျွန်တော်တို့ကအဓိကဘာလုပ်နေဖို့ပဲတော့ဟောဒီမှာ section ပြန်ပြန်တခြား service တွေနဲ့ကျွန်တော်တို့ကအဓိကလွတ်ဖို့လိုတာမလားလွတ်ဖို့လိုတာဆိုတော့အပွားနေသွားမလားအောက်ကနေသွားမလားဆိုတော့ကျွန်တော်တို့ကတစ်ချက်ပြန်ရွေးရမှာလေအဲကြောင့်ကျွန်တော်ဒီနေရာလေးကိုတိုက်နေပြီဆိုရင် section ဖြတ်လိုက်မယ် section ဖြတ်ပြီးကျွန်တော်က go to view နဲ့သွားဘယ်လိုပဲသွားတနည်းနည်းနဲ့သွားလိုက် okay အောက်ကိုချလိုက်ဟုတ်ပါတော့ဒီမှာဒီပုံစံမျိုးမြင်ရလားမသိဘူးဒီမှာ main byte ကဒီမှာကျွန်တော် brand byte တွေကဘာလို့သူ့ဟာနော်သူ့ရဲ့အောက် level ကနေလာပြီးတော့ကျွန်တော်တို့ကဒီအပေါ်ကိုသွားဝင်ထားတာအပုံစံမျိုးမြင်ရလားမသိဘူးဟိုလိုမျိုးဟုတ်ဟုတ်ကိုဟုတ်မြင်ရပါဒီမှာဆိုလို့ရှိရင်ခုထားပါတော့ 3D မှာသွားကြည့်လိုက်မယ် 3D မှာသွားကြည့်လိုက်မယ်ဆိုလို့ရှိရင် 3D ကြရင်တော့ပိုးမြင်မှာပေါ့ဗျာဒီမှာဆိုလို့ရှိရင်ဒီမှာသူကနော်ဒီမှာအဝင်လေးတွေဆိုလို့ရှိရင်ဘယ်လိုဆွဲမလဲနော်
တကယ်နော်သူ main bike ကိုတော့ကျွန်တော်တို့က support အတွက်လောက်ရအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်တဒန်းနဲ့ဆွဲလိုက်ဗျာဒီမှာတဒန်းနဲ့ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့နော် brand bike တွေကြတော့ဘယ်ကနေပြန်ဝင်ထားတော့အော အော က် က် ခြေ က ကနေ နေ လေအောက်ခြေကနေဝင်ထားတယ်အပုံစံမျိုးဒီမှာလေအောက်ခြေကနေ ကျွ နော် န်တော် ပြီးလို့ ဟို ဟုတ် ဘေးကထားလိုက်တော့တိုက်သွားတော့ကြိုလိုက်တယ်ဘွာလေးနဲ့ကျွန်တော် โอเคတကယ်လို့တိုက်သွားရင်လည်း section ဖြတ်ပြီးတော့ကျွန်တော်တို့15နေထည့်ပေးလိုက်ရင်ရပြီလေ45သုံးပါလားဘာသုံးပါလဲအခုထားပါတော့ဗျာဒါဆိုရင်ကျွန်တော်ကအဲ့လိုမဟုတ်ဘဲနဲ့ခုနပုံမှန်ဆိုရင်တော့45ဒီ90နဲ့ဒီလိုသွားကြတာများတယ်ဗျာတကယ်နော်ဟို45နေ3လေးလုံးသုံးပြီးတော့သွားကြတာတော့တိတ်မရှိဘူးဗျာကျွန်တော်ဒီ pipe ပင်မှာဆိုရင်လေဒီ90နဲ့အဲ့လိုနော်စင်းချပြီးတော့သွားကြတာရှိမယ်အဲ့လိုမဟုတ်လို့ခုနကျွန်တော်ပြောလို့ပေါ့ဗျာကျွန်တော်အဲ့လိုကြီးကျွန်တော်ဒဲကြီးမစင်းညင်ဘူးမစင်းညင်ဆိုရင်ဒီကောင်လေးကိုကျွန်တော်နည်းနည်းစုပ်ထားလိုက်ပေါ့ဗျာထားပါတော့အဲ့ဒါလေးကိုဆက်ပြပါနော် ဟုတ်ပြီအပြင်ကျွန်တော်ခုနပြောလို့ပဲ slab right click go to view နဲ့ section ဖြတ်ထားလေးကိုတွားကြည့်မယ်တွားကြည့်မယ်ဆိုတော့ဒီကောင်ကိုကျွန်တော်90မသိညင်ဘူးဒီဘက်ကိုကျွန်တော်တို့လောလောဆယ်ထားပါ90မသိညင်45သုံးညင်ဒီကောင်လေးကိုအပေါ်ဒီ fitting ကိုဖြတ်ချလိုက်တော့နော်မရတော့ဒီဘက်ကို slab ဒီမှာကာစာလေးတင်တော့ color ပြောင်းသွားတယ် right click ဒေါပိုင်ပေါ့ဗျာဒေါပိုင်ဆိုကျွန်တော်45ဆိုရင်လည်း45ရအောင်သွားလိုက်လေဟောဒါဆိုရင်45သွားမှာအဲ့လို45သွားမှာဆိုရင်ရောရပြီလားဒီမှာဆိုရင်မရသေးဘူးဒီ45ဒီနားမှာသာ45သွားလိုက်လို့ရင်ပိုက်ရက်ဒီလိုထောင်ကြီးဖြစ်သွားမှာလေဒီအစင်မပြောကျွန်တော်ဒီမှာလာဆက်ရမှာလေလာဆက်ရမှာဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဒီရှင်းတန်းလေးဒီကိုဆွဲထားလိုက်အဲ့ပြီး45သွားကြည့်လိုက်ဟောဒါဆိုရင်45သွားပြီโอเคအဲ့ပြီးလို့ရှိရင်ကျွန်တော်ခုနပြောလို့ဒီကောင်နဲ့ဒီကောင်တွေကိုကျွန်တော်အလွဲဘာလုပ်လိုက်မလို့ twin to corner ပေါ့ twin to corner နဲ့ဒီကောင်နဲ့ဒီကောင်နဲ့ကျွန်တော် twin to corner နဲ့ဆက်ပေးလိုက်ဒါဆိုရင်သူကလည်းသူပြင်းပြင်းလေး45လေးဆက်သွားမှာပေါ့အပုံစံမျိုးအဲ့လိုမဟုတ်လို့ကျွန်တော်တို့ကခုနဒီဘက်ကိုပဲလာဆက်ရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ45တက်လုံးသုံးရတော့မှာလေမထူးတော့ဟုတ်တယ်မလားအဲ့လိုမဆက်ချင်လို့ရှိရင်လည်းခုနပြောလို့ပေါ့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနပြောလို့ဒီကောင်လေးကိုကျွန်တော်တို့မျောလေးဒီဘက်နော်မျောလေးလာလို့ရတယ်အကောင်ဒီကောင်လေးဒီ fitting နေဖြတ်လိုက်ရပြီနော်ဒီကောင်လေး fitting နေဖြတ်လိုက်ဒီလိုလေးသွားနော်နောက်ပြန်သုတ် okay ကျွန်တော်ခုန45သွားရင်ကာစာလေးဒီ right click dot by နော်ပြီးရင်45နဲ့ကျွန်တော်တို့ကသွားကြည့်မယ်ဟောအဲ့ဒီတော့ဆိုရင်မရသေးထားပါဒီထိလာလိုက်မယ်လာလို့ရသလားဟောပြီ45နဲ့သွားပြီလို့ရှိရင်ဒီမှာဒီဘက်ကိုသွားဆက်လို့ရမရကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဟောရတာဟောဒီပုံစံမျိုးလဲဒီမှာဆိုရင်နော်ဘယ်လိုဖြစ်နေလဲပြီးရင်တစ်ချက်ကြည့်လိုက်မယ်ဒီမှာဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ဆက်နေလဲအဲ့ဟိုကျွန်တော်တို့က 3D နဲ့တစ်ခါပြန်ကြည့်လိုက်ဗျာ 3D နဲ့ပဲကြည့်ဟွာတဲ့ဒီပုံစံမျိုးကြီးပိုက်ဆိုင်ကြီးကဟိုတဲမဆက်ပဲနဲ့ခုနပြောလို့ဒီဘက်ကိုတန်းဆက်မသွားပဲနဲ့နော်တစ်ဖက်တည်းကိုဖြတ်ပြီးတော့ဆက်သွားတာအပုံစံအဲ့ကြလို့ရှိရင်သူကတီကနော်တီ fitting ကြောက်လားဘာကြောက်လားအဲ့ကြဒီလိုဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ခုနပြောလို့ဒီလွတ်နေတဲ့ဟာလေးတွေကိုဒါကြတချို့ဟာတွေကနော်ဟိုပြန်ဆက်ထားလိုက်အဲ့လိုဆက်ပြီးပြီဆိုလို့ရှိရင်နော်အဲ့လိုပြန်ဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်လေးကို select ပေးပြီးတော့နော်ဒီမှာသွားပြီးတော့သွားချလိုက်ဟောဒါဆိုရင်တီနဲ့သွားပြီနော်အဲ့လိုကျွန်တော်အခုလိုပဲ 3D ကနေမသွားချင်လို့ရှိရင်ဘာနဲ့သွားရမှာတော့ section နဲ့သွားရမှာနော် section နဲ့သွားဖြတ်မှာတချို့ဟာတွေကျတော့ section နဲ့ဖြတ်မှာလား 3D နဲ့ဖြတ်မှာလားအပုံစံမျိုးတွေရှိရနော်ဒါဆိုရင်95ကြီး90မစင်းတော့ပဲနဲ့ဘာနဲ့ပဲဆင်းလိုက်ကြတော့တီလေးကိုကျွန်တော်တို့ကနော် fitting လေးကိုကျွန်တော်တို့ကဘာလုပ်ပြီးတော့ ဒီကွာ fitting လေးကိုဆွဲပြီးတော့ကျွန်တော်တို့ကဘာလုပ်လိုက်တော့ဆိုတော့ခုန95နဲ့သွားလိုက်ကြအော်45နဲ့သွားလိုက်တာ90နဲ့မသွားဘဲနဲ့အပုံစံမျိုးဒါကတော့နောက်ပိုင်းဆွဲရင်းနဲ့ကျွန်တော်တို့လေ့ကျင့်ရင်းနဲ့နော်လေ့ကျင့်ရင်းနဲ့ဆိုတာကျွန်တော်တို့ကဒီစပြီးတော့ brother တို့ပြောတဲ့ချိန်ကျအဲ့လိုခက်တဲ့ဟာတွေမပြောဘူးဗျာဒါတခါလဲမေးလိုက်လို့နော်မေးလိုက်ဆိုတာပြောလိုက်တော့မေးလိုက်တော့အပြောရှိတာပိုကောင်းတာပေါ့ဗျာတကယ်ကျွန်တော်တို့ကနောက်ပိုင်းဒါဆွဲနဲ့ကျွန်တော်တို့ဘယ်လိုနေထားနဲ့ join မလဲဆိုတဲ့ဟာပေါ်မှာမူတည်ရဟလားကျွန်တော် section နဲ့ရရင်ဟုတ် ဟိုလေ main bike ကိုကျတော့ကျွန်တော်တို့ level အမြင့်မှာနည်းနည်းဟို branch bike တွေနည်းနည်းမြင့်တဲ့နေရာမှာထားပြီးဆွဲရမှာပေါ့အဲ့လိုမျိုးထားကို အဲ့လိုရလို့လည်းမဟုတ်ဘူးဗျကောင်းတာကတော့အဲ့ကြတော့ကျွန်တော်တို့ဘာကောင်းလဲဆိုတော့ခုန supply အတွက်ကြတော့ flow ကြတော့ဟိုအပေါ်ထောင်တွန်းတာမဟုတ်ဘူးလေဟုတ်လားပုံမှန်ဆိုရင်တော့သူ့ရဲ့ main bike level နှစ်ခုကိုကျွန်တော်တို့က level အတူလဲသွားချင်မှသွားမှာတကယ် on site မှာအပေါ်အောက်တွေလဲသွားရင်သွားမှာဗျာကျွန်တော်ပြောဒီလိုတိုက်နေမှာဆိုလို့လေ
ဟုတ်ကဲ့ ဒါပါတိုက်နေပါသလိုဒီ main bike ကိုကျွန်တော်တို့ကဒီအောက် level မှာတစ်စစ်ချလိုက်မယ်ချပြီးလို့ရင်သူတို့နှစ်ခုကိုဒီလိုရှင်တဲ့ရှင်ဘေးချင်းရှင်ထွက်တာတွေလည်းရှိတယ်အဲ့ပုံစံမျိုးပေါ့ဒါကတော့ on site အခြေအနေပေါ်မူတည်ပြီးတော့ဒါကျွန်တော်တို့လုပ်ရအောင် ဟုတ်ကဲ့ပါ ပုံမှန်ဆိုရင်တော့ဒီလိုအောက်ကနေပြီးတော့ brand ဟွာတွေအတွက်အောက်ကနေပြီးတော့ကျွန်တော်တို့ supply တွေပါဆိုရင်လေအောက်ကနေပြီးတော့ပြန်ပြီးတော့ယူတာပဲများတယ် ဟုတ်ကိုကျွန်တော်ကဘေးကနေပဲထွက်လိုက်တာကိုအဲ့ကြောင့်ဘေးကနေထွက်တော့တိုက်ကိုတိုက် ရ တော့ လေ လည်း ဘေးကနေထွက်ချင်ရင် main bike ကို adjust လုပ်လိုက် main bike ရဲ့ level ကို adjust လုပ်လိုက်အဲ့ဆိုလို့ရှိရင်အဲဒီဘယ်ထားပါတော့ခုဒီကောင်ကထားပါဒီ main bike ကိုကျွန်တော်ဒီအောက်ကို level အောက်ချလိုက်လို့ရှိရင်သဘောပြောရနော် sorry ခုကျွန်တော်ဒီ main bike ကြီးကိုကျွန်တော်ကအကောင်ကို level အောက်ကိုဆွဲချလိုက်မယ်ဆိုလေ dead ထွက်ရင်ထွက်လို့ရတယ်လေဟုတ်တယ်မလား ဟုတ် တကယ်လို့ brother ဒီလို dead ထွက်ချင်ရဆိုရင်ပြောရနော်အဲ့ဆိုမတိုက်တော့ဘူးလေဒီကောင်ဆိုလဲဒီတန်းဆိုလဲ dead ထွက်လိုက်လေ dead ထွက်ပြီးတော့ဒီဘက်ရောက်မှာပဲအောက်ချိုးချပြီးတော့ကျွန်တော်ဘာလုပ်လို့ရတော့ join လိုက်လို့ရတယ်ဟုတ်တယ်အခုအဲ့ တချို့က strainer မှာလေကိုဒီအနောက်မှာတော့ထားလိုက်ရတယ်မလား pressure gauge တွေဟွာတွေရဲ့အနောက်မှာတော့ထားလိုက်ရတယ်ခုကကျွန်တော်အဲ့လိုနောက်မှာတော့ ကောင်းတာကတော့ကျွန်တော်တို့ကအရင်ဆုံးဂိတ်ဘားကိုဖြတ်မယ်ဗျာဂိတ်ဘားနော်ဒီမှာတော့မပါသေးဘူးထားပါတော့ဂိတ်ဘားကိုဖြတ်မယ်နော်အရင်ဆုံးဂိတ်ဘားထည့်မယ်ဂိတ်ဘားပြီးရင် strainer ကိုဖြတ်မယ်ဘာလို့အဲ့လိုပြောရတော့ဆိုတော့ဒီ strainer ကနော်ဂိတ်ဘားတော့တေချာပေါ့ဒီရှေ့ကပတ်တွေကိုတစ်ခုခုကျွန်တော်လုံးတော့မယ်လဲတော့မယ်စားပြီးလုံးတော့မယ်ဆိုရင်ဂိတ်ဘားပိတ်ရမှာလေအဲဂိတ်ဘားကိုအရင်လုံးမယ်နော်နောက်ပိုင်း strainer တွေပါစီးကြောတာတွေပါလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်အောင်ပါလို့ဒီ strainer လိုအပ်ရင်ဖြုတ်အောင်ပါလေအဲကျတော့ကျွန်တော်ဂိတ်ဘားထည့်မယ် strainer ထည့်မယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ခုနကပြောနောက်ထပ်လိုအပ်တဲ့ဘာတွေတက်ထည့်မလို့တာမိုမီတာတွေနော်သူ့ရဲ့လိုအပ်တဲ့ပေါ့ဗျာအစားအစာအကုန်လုံး pressure gauge တွေအဲ့လိုတွေပြီးရင်တော့ control bar တွေနော် return မှာဆိုလို့ရင်လည်းနော် control bar တွေအဲ့လိုတွေပုံစံမျိုးတွေထည့်ရမှာပဲအပုံစံမျိုးပေါ့ဒီကတော့ဂိတ်ပါပြီးရင် strainer လာရမယ်ဘာ brother ကဒါ pressure gauge ဟွာကိုအရင်ထည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းနော် strainer ကဘာလုပ်ဖို့တော့ကျွန်တော်တို့ကအဓိကအမုံပွားတွေစစ်ဖို့လေဟုတ် မလိုအပ်ဘဲနဲ့ကျွန်တော်တို့အကောင်ကို strainer ကိုမရောက်ခင်ကိုကျွန်တော်တို့ကထည့်လိုက်မယ်ဆိုလို့ရှိရင်ခုနပြောလို့ပေါ့ဒီမှာဆိုလို့ဒီမှာဆိုရင်ဒါ supply pipe လာတယ်ပေါ့ဗျာကျွန်တော်လောလောဆယ်ဒီမှာထည့်ပြထားအောင်နော်ဒီမှာ supply pipe နော် supply pipe မှာ supply pipe လာတယ်ဆိုရင် supply pipe ကနေပြီးတော့လာချင်းကိုကျွန်တော်အရင်ဆုံးဗာထည့်ရမှာတော့ဂိတ်ဘာထည့်မှာဂိတ်ဘာအဲ့ဒါဂိတ်ဘာပြီးမှကျွန်တော်ဗာထည့်မှာနော် strainer ထည့်မှာ strainer ထည့်ပြီးမှကျွန်တော်နောက်ထပ်ကျန်တဲ့လိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့ကထပ်ထည့်ပါဟုတ်အပုံစံမျိုးဟုတ်ကဲ့အဲ့လိုကိုဒီ return ဘက်မှာကြတော့ဒီဟွာပေါ့ return ဘက်မှာကြ gate bar strainer တော့မပါတော့ဘူးเนาะ gate bar ရေ control bar ရေနောက် pressure pressure gauge temperature gauge thermometer pressure gauge thermometer ဂိတ်ဘာကတော့နှစ်ဖက်လုံးပေါ့ဗျာကျွန်တော်တို့ကမပါမဖြစ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကခုနပြောလို့ငလျောက်ပလက်တွေပါကြီးလိုအပ်ရင်ထည့်ရမယ်water ရေလေရေထွက်ဖို့ဘာညာပေါ့နော်နောက်ပိုင်း air bag တွေပါကြီးလိုအပ်ရင်ကျွန်တော်တို့က air bag နေတဲ့ join ပေးရမယ်အပုံစံမျိုးတွေရှိမှာပေါ့ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့က BMS နဲ့ join မှု tap point တွေထုတ်ပေးရတာတို့ဘာတို့ပေါ့ဗျာအဲ့ဒါလေးတော့ရှိလိမ့်မယ်အဲ့ဒါလေးကကျွန်တော်ကဟိုဒီမှာဆိုရင်ကိုယ်ကမှတော့ရှာလို့ရမယ်ဗျရှာလို့ရမယ်ဆိုတော့ကျွန်တော်ဟို desktop ကြီးမြင်နေမလားအခု brother တို့မြင်နေရဗာမြင်နေရလဲဟိုအခုဒီဟွာပဲဒီ vivid ဟွာပဲမြင်ရဟု vivid တ်လား တော့ okay ဟုတ်ပြီရအဲ့ဆိုရင်ကျွန်တော်ဟွာလေးသူ့ရဲ့ detail တွေနေပါပြီဗျာပြန်ပြီးတော့ရှာကြည့်လိုက်ရင်တော့ဟွာလို့ရင်တော့ရမယ်ကျွန်တော်လူထဲမှာအဆင်ပြေပို့ထားလိုက်မယ်နော်သူ့ရဲ့နော်ခုထားပါတော့ဒါဆိုလို့ရှိရင်ဒီထီကိုကျွန်တော်တို့တခြားဘာရှိသေးလဲမရှိရင်ခုန brother ပြောသလိုပဲဘယ်ဟာကိုတညီတည်းထားမလားဘယ်လိုထားမလဲဆိုတဲ့ဟာကတခါလေကျရင်တကယ် on site မှာမူတည်ပြီးတော့ကျွန်တော်တို့ကတချို့ဟာလေးတွေညှိရတာရှိတယ်အပုံစံမျိုးတခြားစားပစ်တွေနဲ့ကျွန်တော်တို့ဒီ main ပိုင်ကြီးကရှောင်လို့မရတော့ဘူးဆိုရင်တေချာအဲ့ဆိုရင်ဘယ်နေရာကိုကျွန်တော်တို့ပြန်ညှိမလဲအပုံစံမျိုးပေါ့ဗျာဒီနော်ပြမလို့
တက်ဝက်ပြရောက်ပါတက်ဝက်F ကအော်ဟုတ်ထားပါတော့သဘောကျွန်တော်တို့ဒါဆိုကြောင့်တင်းနဲ့တော့ကြီးနေသေးလို့ပဲတကယ်တော့ return ပေါ့ဝက်ကနည်းနည်းကြီးနေအောင်တရားအတူဖြစ်ဆက်ဟောရပြီရပြီအကောင့်โอเคကျွန်တော်တို့ခုနပေးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံစံပဲပေးပါဗျာနော်ဒီပုံစံလေးပဲကျွန်တော်တို့ create လုပ်လိုက်ပြီဆိုခုန planner ဘောက်တွေပါလေသူကကိုယ့်အနေကိုတက် creation လုပ်ထားတဲ့ဟာပေါ့ဗျာအဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်ဒီပုံစံပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ပါတော့ကျွန်တော် date တွေဆွဲမယ်ဗျာဒီမှာဆိုရင်ထားပါ supply ရှိမယ်နော် supply ရှိမယ် supply ဆွဲလိုက်ပြီပေါ့ဗျာလောလောဆယ်ကျွန်တော် fresh share အနေနဲ့ကျွန်တော်ယူထားလို့ပုံမှန်ဆိုရင်ဒီကောင် supply အနေနဲ့လာမှာနော်โอเคဒီကနေ select ပြီးဒီမှာနော် click တစ်ချက်ချကျွန်တော်ဘာအနေနဲ့သွားမှာလဲဆိုတော့ supply အနေနဲ့သွားမှာနော်โอเคထားပါတော့ပြီးရင်600 900 250 600ထားပါတော့600 250ဆွဲလိုက်ပြီโอเคဒီကောင်ကြီးကိုကျွန်တော်ဘာလို့ supply ပြန်ပြောင်းမယ် supply တက်โอเคအဲ့ပြီးလို့ရှင်ခုနပြောလို့ return လည်းမရှိဘူးလား return လည်းရှိမယ်လေနော် return လည်းရှိမယ်ဆိုတော့ return ကကျွန်တော်တို့ဒီလောက်ပဲထုတ်ထားမယ်နော်အဲ့လိုထုတ်ထားတဲ့အချိန်မှာခုနကျွန်တော်တို့ fresh share ကိုဒီနောက်ကနေတာပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် fresh share ကြီးကနော်ဒီကောင်နဲ့ဆက်ချင်ရဆိုလို့ရှိရင်ဘာဖြစ်မလို့ဆိုဒီကောင်ကြီးက reduce fitting ကြီးပါလာမှာအဲ့လိုမပါခြင်းဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့နော်ကျွန်တော်တို့ကခုနပြောလို့နော်ဒီဆိုပြီးတော့ကျွန်တော်တို့ကဒီ system တွေကနေတော့ဓာတ်ကိုသွားမယ်နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့က data site ထားမှာ fresh share အတွက်ဝက်က150ပေါ့ဗျာ150 150ပေါ့ဗျာပြောမယ်ဆိုရင်150သွားလိုက်မယ်အဲ့လိုသွားပြီလို့ရှိရင်ကျွန်တော်တို့ခုနပြောလို့ဘာရွေးရမလို့ elevation တွေရွေးရမယ်နော်ခုနမှန်ကန် elevation ပေါ့ဗျာသိအောင်မလို့ပြီးရင်ကျွန်တော်ဘာတက်ဆွဲမှာလဲ pressure တက်ဆွဲမှာ pressure တက်ဆွဲမှာဆိုတော့ခုထားပါတော့ဒီကနေ pressure တက်ကြီးလာတယ်ဒီကနေပြီးတော့ကျွန်တော်တို့ကဒီလိုသာဝင်လိုက်မယ်ဆိုလို့ရှိရင် fitting ကြီးနဲ့ဖြစ်သွားမှာအဲ့ကြရင်တော့သေကြရဲသူကဘာလုပ်မှာတော့တက်ကြီးလေးခောက်ကြည့်လိုက်တစ်ဆက်တည်းဖြစ်မှာအဲ့ကြတော့ဒီကောင် fitting ကြီးနဲ့ဆိုတချို့နေရာလေးတွေကမလုံလောက်ဘူးလုံလောက်ဘူးဆိုအဲ့ကြကျွန်တော်တို့ကတစ်ခါလေကြားလို့ရှိရင်အဲ့လိုမရဘူးဆိုလို့ရှိရင်ခုန planner ပေါက်ရှိလို့မို့ကျွန်တော်တို့ကတစ်ခါတည်းကျွန်တော်တို့ကသူ့ရဲ့နော်ဟို connection point တွေထည့်ခဲ့မယ်ဆိုရင်တော့ရတယ်ဗျာ family creation လုပ်တဲ့လူကအဲ့လိုမဟုတ်လို့ကျွန်တော်တို့ကမရဘူးဆိုလို့ရှိရင်နော်ဒီຢာတွေကြတော့ဘယ်လိုလုပ်လဲနော်ဘယ်လိုလုပ်မလဲဆိုတော့ခုနပြောလို့ဒီလိုဘေးကနေဒီလိုနောက်ကနေတက်လာမယ့်ပုံစံမျိုးဆိုရင်ကျွန်တော်တို့ကမလုပ်မလို့ဒီထဲကိုဒီကောင်းတဲ့ connection ကိုတခါတည်းမမိပဲနဲ့ဒီထဲကိုအဝင်လေးပြထားလိုက်အဲ့ပုံစံမျိုးနော်အကြံတော့ဒီကောင်နဲ့ဒီကောင်လေးညတော့တတွဲတဲ့တော့ဖြစ်တော့မှာမဟုတ်ဘူးမဖြစ်ပေမဲ့လို့ဘာဖြစ်နေတော့ဆိုတော့ဒီကောင်ကတော့သူ fresh share ကဒီထဲမှာလေးပေးနေရဲဆိုတဲ့ပုံစံမျိုးဖြစ်မှာအဲ့လိုမဟုတ်လို့ဒီဘေးကနေဝင်မယ်ဆိုရင်မရဘူးလားဘေးကနေဝင်မယ်ဆိုရင်ရတာပေါ့ဘေးကနေဝင်မယ်ဆိုလို့ရှိရင်ဘေးကနေဝင်မယ်ဆိုရင်သူကဘေးကနေကြတော့ဘာပဲထွက်မှာတော့သူကတက်ဖဲထွက်မှာလေတက်လေးပဲထွက်မှာဆိုတော့ဒီကောင်ကိုဒီပုံကိုလားတင်လိုက်လို့ရှိရင်သူကတစ်ဆက်တည်းဆက်သွားလိုက်ဒီကောင်ကကြတော့ level တွေမတူလို့ဆိုတော့green နဲ့တော့ကြည့်လိုက်မယ်အောက်ဒီမှာချတာโอเค
တူတယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ဆက်ကြည့်မယ်ဆိုတော့ဘယ်လိုဆက်မလဲဒီကနေမှကျွန်တော်တို့က create စင်မလားဆိုပြီးတော့ဒီကနေနော်တက်လေးတစ်ချောင်းထွက်လိုက်မယ် okay မရသေးပါတော့no solution found ကျွန်တော်ဘာနဲ့ဆွဲခဲ့တော့ဆိုတော့ b ပဲနဲ့ဆွဲခဲ့ဟိုတက်လေးတစ်ချက်ပြောင်းကြည့်မယ်တိတ်ခေါ်ပြောင်းကြည့်မယ်ပြောင်းကြည့်ပြီးတော့ဒီထိဆွဲလိုက် we are no found on the solution ဖောင်းကိုဒီမှာလာဆက်ဒါဆိုရင်တက်ကြီးခေါက်လိုက်လို့ရှိရင်ဘာဖြစ်သွားရောဆိုတော့တေချာဒီကောင်ကတစ်ဆက်လေးဖြစ်သွားပြီဒါဆိုလို့ရှိရင်သူဆက်သွားပြီဒီမှာကာစာလေးတင်ပြီးတော့တက်ကြီးလေးခေါက်မဆက်ပါလားအဲ့လိုမဆက်ဘူးဆိုရင်ဒီကောင် return အနေနဲ့ပဲထုတ်ရမယ်နေမှာနော် return အနေနဲ့ထုတ်ရမယ်ဆိုအရင်ဆုံးကျွန်တော်ဒီကောင်လေးကိုreturn က select ပေးလို့မရဘူးဖြစ်တက်တည်းဒီမှာပေးလို့ရတယ်သူကလည်းသူတစ်ဆက်လေးပြန်ဖြစ်သွားတာဒီကောင်ကနေဘာကျွန်တော် return ထုတ်လိုက်မယ်anti family တိုက်ထဲကိုပြန်သွားကြည့်ဒီကောင်ကိုကျွန်တော်ဒီ connection ကို global ပဲလောက်ထားလိုက်မယ် return မဟုတ်ပဲနဲ့ဟုတ်ကဲ့တော့ do projects accommodation check do you want to say check the machine to more okay right okay ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီကောင်ဆိုရင်အဲ့လိုရ create similar ဒီမှာတစ်ချက်လာချโอเคအဲ့ပြီးခုနပြောလို့တက်ဆွဲကြည့်မယ်ဒီဘက်က return နော် return dot ကိုဆွဲလိုက်မယ်ပြီးဒီကောင် fresh share ဖြစ်နေကျွန်တော်က fresh share မဆွဲဘူး return ဆွဲမှာဆိုတော့အရင်ဆုံး dd ဆိုတော့ရွေးလိုက်ရွေးပြီးရတဲ့ဒီမှာ fresh share system ဆိုတဲ့နေရာကိုကျွန်တော် return ဆိုတော့လုပ်လိုက် return ပြီးဒီကနေပြီးတော့ဒီဘက်ကိုထုတ်လိုက်မယ် okay ထုတ်ထားလိုက်ဒါဆိုရင်ဒီကောင်တစ်ဆက်တည်းဖြစ်သွားတယ်ရတယ်တစ်ဆက်တည်းမဖြစ်တော့တက်ကြီးဆက်လက်မှတ်လို့ရပြီဒီကောင်လို့ဆိုရင်ဆက်လက်ရကြပါတယ်ရပါတယ်လို့ဆိုโอเคဒီမှာဆိုလို့ရှိရင်သဘောပြောပြဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဒီမှာလာဆက်မယ်ဆိုလို့ရှိရင်ဆက်ကြည့်မယ်ဆက်လို့ရလားပေါ့နော်ဒီ fresh share နဲ့ဒီ return နဲ့ကိုလာဆက်အဲ့လိုဆက်မရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဒီကောင်နဲ့တန်းနဲ့ဒီကောင်နဲ့တန်းနဲ့ကိုကျွန်တော်တို့ create similar ဆိုပြီးတော့ကျွန်တော် that side နော်ခုနပြောလို့နော်တိတ်ခေါ်နဲ့ပဲ150နော်150နဲ့ထွက်ထားဒီမှာ150 fresh share site အတိုင်းကိုကျွန်တော်တို့ဘာလုပ်လိုက်မလို့ဆိုတော့ fresh share site အတိုင်းကိုကျွန်တော်ထွက်လိုက်မယ်နော်ဒီ fresh share site အတိုင်းကိုကျွန်တော်ကဒီဘေးကနေပြီးတော့ဒီလိုလေးထွက်လိုက်မှာဟုတ်ပါတော့ကြိုက်တဲ့နေရာထွက် fresh share site အတိုင်းကို stop in that L15 take offဒီကဆက်နေပဲတော်ကြာ join နေတယ်ဆက်နေပဲတော် join နေနော်ခုနပြောလို့နော်ဒီကောင်တွေကိုကျွန်တော်တကယ်ပေးမှာဆိုလို့ရှိရင်ကျွန်တော်တကယ်နော် creation family creation ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီကောင်ကြီးကဒီ return site ကြီးအပါခြင်းမပါမှာနော်ဒီကောင်ကဒီနောက်က return ပါခြင်းမပါမှာဒီ planner ပေါက်ကြီးကဘာလို့တော့သူကကျွန်တော်တို့တကယ်နော် creation ကတော့ဒီ set ပဲပေးလိုက်မှာဗျ supplier ကအဲ့လိုပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်ပေးရမလဲဒီကနေပြီးတော့ကျွန်တော်ခုနပြောလို့ပဲလိုရတဲ့နော် supply debt တွေနော်သူရဲ့လိုရတဲ့သူရဲ့ supply တွေဆွဲမယ်
နော်သူ့ရဲ့ dead side အမှန်ပေါ့ဗျာထားပါတော့ကျွန်တော်က okay supply နေဆွဲမယ်အဲ့ပြီးလို့ရှိရင်နောက်ကသူ့ရဲ့နော် return line နေဆွဲမယ်နော် return line ဆိုရင်လည်းခုနကျွန်တော်တို့ပြောလို့ပေါ့နော်ဒီကောင်က planner ပေါက်ကြီးမပါဘူးဗျာ planner ပေါက်ကြီးဘေးရင်လောက်တာမပါဘူးဆိုတော့ကျွန်တော်တို့ကတက်ဆွဲပေးရမယ်အဲ့လိုဆွဲပေးပြီးလို့ရှိရင်ခုနပြောလို့ဒီကောင်နဲ့ကိုလာဆက်မယ်ဆိုလို့ရင်ဘယ်လိုဆက်မလဲဘာလို့ဒီကောင်သူ့ရဲ့အရင် planner ပေါက်ကဒီကောင်ရှိပြီးသားမို့လို့ဒီကောင်ကလာမိနေတယ်လောလောဆယ်ဒီမှာနော်လာမိနေဒီကောင်ဆက်လက်ပေးလို့မရဘူးဒါကျွန်တော်ကဒီမှာအလွယ်ဖြောက်ထားလို့လေမဟုတ်ရင်သူကစောနာကကျွန်တော်ပေးရင်ပေးပြီးသားရှိတာဟုတ်ဒီပုံစံမျိုးဒီလောက်ထိဆွဲထားမယ်အဲ့လိုဆွဲထားပြီဆိုရင်ဒီကောင်နဲ့ကျွန်တော်လာဆက်လိုက်မယ်ဆက်မယ်ဆိုရင်ဆက်လို့ရလားအဲ့ပုံစံမျိုးအဲ့ကြောင့်မို့သူတို့ဒီလိုဘေးကနေဆက်မယ်ဆိုရင်ဆက်လို့ရတယ်ခုနနောက်ကနေဆက်မယ်ဆိုရင်တော့ဘာဖြစ်သွားရင်လို့ဆိုတော့နောက်ကနေဆက်မယ်ဆိုရင်တော့သူကfitting ကြီးကတိုင်းကြီးသွားမှာအကြရင်ဆက်လို့မရတော့ဘူးเนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီမှာဆိုရင်ကျွန်တော်ထားပါတော့နောက်ကနေဆက်လိုက်မယ်နောက်ကနေဆက်မယ်ဆိုရင်ဘယ်လိုဆက်မလဲနော် create similar ပေါ့ဗျာဒီကနေ fresh share လာရဲပေါ့ဒီလိုဆက်လိုက်မယ်ဆိုရင်သူကဒီ fitting ကြီးဖြစ်လာမှာအဲ့လို fitting ကြီးကနော်တချို့နေရာတွေကလုံးဝကပ်ပြီးလောက်ရတဲ့ပုံစံမျိုးတွေပါလေဆိုရင်အဲ့ fitting အတွက်ကမလုံလောက်တော့ဘူးနေရာတကယ်က fitting နဲ့လည်းဆက်စရာမလိုဘူးလေကျွန်တော်ဒီ site အသေးနဲ့ return ရဲ့ planner ပေါက်ထဲကိုဝင်มาဆိုတော့ဒီတိုင်းလေးပဲအဝင်လေးပဲပြထားရရတယ်နော်အဲ့ပုံစံမျိုးအဲ့ကြတော့ကျွန်တော်တို့ကခုနပြောလို့ဘယ်လိုလုပ်ရမလဲဒီလိုပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့ကနော်တခါတည်းနော် for sure လေးဒီကောင်ဆိုရင်တော့10လေးဖြစ်မယ်ဗျာတချို့အရာတွေကြဒါဆိုရင်နော်ကာစာလေးတင်ပြီးတော့တက်ကီးလေးခောက်လိုက်လို့ရှိရင်10လေးဖြစ်နိုင်မယ်ဒီကောင်သာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုလာမဆက်ဖဲနဲ့လာဆက်လိုက်လို့ရှိရင်ဘာဖြစ်တော့ဆိုတော့ခုန fitting နေနဲ့ဖြစ်နေမှာဆိုတခါလေးကြားလို့ရှိရင်မဆက်ဖဲနဲ့ဒီလိုလေးအယောင်ပြလေးနော်ဝင်ယုံလေးပဲအဝင်ပြထားမှာအပုံစံမျိုးဒါဆိုရင်တော့ဒီကောင်နဲ့10ထဲတော့မဖြစ်နေဘူးတကယ် system ရစစ်လိုက်မယ်ဆိုရင်တော့နော်အဲ့တော့တက်ကီးကိုခောက်ကြည့်လိုက်လေမဖြစ်နေဘူးအပုံစံမျိုးဖြစ်နေလိမ့်မယ် okay ဟုတ်ပြီဒီဟာလေးရောခုနအခုပြောလိုက်ကြလေးရောနည်းနည်းဘယ်လိုနော်ဒီမှာဆိုရင်လည်းထားပါတော့နော်နောက်တစ်ခုနော်နောက်တစ်ဖက်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲနော်ဒီမှာဆိုရင်လည်းနောက်တစ်ခုဒီဘေးကနေရောဝင်လို့မရဘူးလားရရလေဒီမှာ तू ကတခါတည်း300နဲ့ထွက်မယ်ဝင်မယ်ဆိုပြီးတော့နော်300 connection နဲ့ဝင်မယ်ဆိုတော့ तू ကလုတ်ပေးတာအပုံစံမျိုးအဲ့လိုကျွန်တော်တို့ကတခါတည်းဒီကောင်ကိုကျွန်တော်တို့ကတခါတည်း family creation လုပ်ကြတဲ့အဲ့လို connection point တွေကိုတခါတည်းထည့်ထားမယ်ဆိုရင်တော့အခုပုံစံမျိုးဝင်လို့ရတယ်အဲ့လိုဝင်ပြီးတော့လည်းဒီကောင်နဲ့တစ်ဆက်တည်းတွေဖြစ်သွားပြီနော် system ကဒီမှာဆိုရင်လည်းတစ်ဆက်တည်းတွေဖြစ်သွားပြီအဲ့လိုမဟုတ်ဘဲနဲ့ခုနအနေထားမျိုးဒီအနေထားမျိုးဆိုရင်တော့ကျွန်တော်တို့ကတခါလေးကျရင်ဒီလိုလေးနော်သူ့ရဲ့ဘယ်လိုလေးလောက်ရတော့သူ့ရဲ့နော်ကျွန်တော်တို့ကလီဗာပါပေါ့ဗျာမတိမတာလေးနော်ဒီကောင်ကတကယ်တော့ဒီထဲမှာရောက်နေမယ်ဒီကောင်နဲ့ join နေလားဆိုတော့ကျွန်တော်တို့က join နေတယ်လို့ပြောလို့မရဘူးအပုံစံမျိုးโอเคဘာရှင်းအောင်မလဲဒါပြီးရင်တော့ကျွန်တော်ဟိုဟာroot တော့တက်လိုက်တော့မယ်ဟိုအခုဒီဟိုဒုတိယ second floor ကြလဲကိုယ့်ကိုပဲဆွဲရမှာ Grammatic ชื่อว่า schematic โอเคအခုPDF ဖိုင်လေးမြင်လားမသိဘူး အခုမြင်ရတယ် ကျွန်တော်တော့ ရမြင်လား ဟုတ်ခုမြင်ပြီ โอเคနည်းနည်းဟို line ကြောင်ပဲဖြစ်ကုန်โอเคဒီမှာဆိုလို့ရှိရင်ဒီမှာလေဒီမှာနော် FCU မှာဆိုလို့ရှိရင်ဒီမှာ supply byte နဲ့ return byte ရှိရမလားဒီမှာပတ်မပါဘူးပတ်ဘယ်မှာပါလဲဆိုတော့ဒီအပေါ်မှာဒီမှာခြီလာအနေအထွက်နော်ဒီမှာဘူနေတာအနေအထွက်နော်ဒီမှာနော်ခြီဝါတာနော်ဒီမှာဘူနေတဲ့ခြီဝါတာ byte ထွက်လာမယ်ထွက်လာပြီးရင်သူကဘယ်ကိုသွားမှာလဲဒီအောက်ကို supply ကိုသွားမှာသွားဖို့အတွက်ကိုသူက pressure ပတ်ဟွာလို့မှာလေဒါပြောလို့သူ့ရဲ့ဘာလို့မှာတော့ဟောသူ့ကိုဒီကောင်ကတိုးမှုအတွက်ကိုအောက်ကိုရောက်ဖို့အတွက်ကိုဘာလို့မှာတော့ဆိုတော့ခုနပတ်လို့မှာဟိုဒီမှာပတ်လို့မှာဆိုတော့ဒီကနေမှဘယ်ပတ်နေတော့ဒီမှာနော်ဒီမှာချီဝါတာဒီကောင်ကျတော့ supply ကနေမယူဘဲနဲ့ဘယ်ကနေယူတာတော့ချီဝါတာပိုက်နော် return ကနေပြီးတော့ပြန်ယူထားတယ်နော်ဒီမှာ return ကနေပြီးတော့ကျွန်တော်တို့ကလေဒီပိုက်တွေကိုတွန်း
ဒီမှာနော်ဟက်ဒါကြီးရှိမယ်သူ့ရဲ့ဟက်ဒါကြီးမှာဒီမှာပန့်3လုံးရှိမယ်ထားပါဒီပန့်နှလုံးကိုခဏမျက်လုံးထဲနေဖြောက်လိုက်ဒီပန့်နှလုံးကိုဖြောက်လိုက်ဒီပန့်နှလုံးထဲပဲမြင်လိုက်မျက်လုံးထဲမှာနော်ဒီကောင်လေးကိုခဏဖြောက်ထားလိုက်ခေါင်းထဲကနေထုတ်ထားလိုက်နော်ဒီကောင်လေးကိုခေါင်းထဲကထုတ်ထားလိုက်ကျွန်တော်တို့ကဒီ line တစ် line ပဲရှိရထားပါဒီမှာပန့်ရှိမယ်ဒီမှာခြီလာနော်ခြီလာဆိုရင်လည်းထားပါဒီဘက်3လုံးကိုခဏခေါင်းထဲကမေ့ထားလိုက်ဒီမှာပန့်တစ်လုံးခြီလာတစ်လုံးနော်အဲ့လိုရှိပြီဆိုရင်ဒီမှာတော့နော်ဒီကနေပြီးတော့ကျွန်တော်ရေဒီမှာရေကိုပန့်ကိုမောင်းထဲအပ်ပြီးရင်ကျွန်တော်တို့ကဘယ်ထဲရောက်တော့ evaporator ထဲဝင်မယ်ဝင်ပြီးလို့ချင်းသူက evaporator ထွက်ပြီးတော့ဘယ်ကိုပြန်သွားမလို့ဆိုတော့အောက်ကိုခုနပြောဒီမှာ FCU တွေစီကိုပြန်သွားမယ်နော်ဒီမှာ FCU တွေသွားမယ်သွားပြီးရင်ဒီမှာ FCU ထဲမှာဝင်ပြီးလို့ရှိရင် return အနေနဲ့ပြန်ထွက်သွားမယ်အပုံစံမျိုးအဲ့ဒါပြန်ထွက်ပြီးခုနဘယ်ရောက်တော့ဆိုခုနကဒီပန့်ကိုပဲပြန်ရောက်တာလေအပုံစံမျိုးသဘောပေါက်လားမသိဘူးဟုတ် ဟောအခုအဲ့ဆိုဟိုဒီ return ပန်းကနေပြီးတော့ပြန်ပြီးတော့ဒီဟိုပြန်ယူလိုက်တာ ဟုတ်တယ်အဲ့ပန်တလုံးပဲလေဟုတ်ပြီဒီမှာဆိုလို့ရှိရင်ခုထားပါတော့ကိုပြောကဒီမှာခုထားပါဒီမှာ FCU ရှိမယ်ဗျာနော်ဒီမှာဆိုရင်ဒါခြေလာရှိမယ်နော်ပြီးရင်ဒီမှာပန့်ရှိမယ်သူကနော်ခုနပြောလို့ပန့်က return မှာပဲဖြစ်ဖြစ် supply မှာပဲဖြစ်တခုခုပါဗျာပန့်တခုရှိမယ်ဗျာအပုံစံမျိုး ဟုတ်ကဲ့ဗျာ နော်အပုံစံမျိုးရှိမယ်ဒီကောင်ပန့်ထားပါတော့ပန့်ဒီကောင်က FCU ဒီကောင်ကခြီလာနော်ခြီလာဆိုရင်သိကြရဲ့ခြီလာနေပြီးတော့ကျွန်တော်ဘယ်သွားမလို့တော့ခြီဝါတာနော်ပတ်မယ်ဖြစ်ဖြစ် return water ပတ်မယ်ဖြစ်ဖြစ်ကြိုက်သလိုလို့နော်ဒီမှာဆိုတော့ပုံမှန်ဆိုတော့ဒါ supply ပတ်ဆိုဒီကောင်က flow များနဲ့လိုချင်လို့လားနည်းနဲ့လိုချင်လားအပုံစံမျိုးပေါ့ဗျာအဲ့ကြတော့ကျွန်တော်တို့အခုထားပါတော့ဒီကောင်ကိုဒါခြီဝါတာပတ်မယ် supply ပတ်မယ်ထားပါတော့ဗျာ reply ပတ်မဟုတ်ဘူး return ပတ်မဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်ဒီကနေမှနော်သူကညနေခြီလာနေပြီးတော့ကျွန်တော်တို့ကလာမယ်လာပြီးလို့ရင်ခုနပြောလို့ပဲခုနဒီ system ရဆိုရင် FCU မသွားဘူးလားသွားမှာအဲ့သွားဖို့အတွက်ကိုဒီပိုက်ထဲမှာစီးရရေကို flow ရဖို့အတွက်ကဘာဖြစ်မှာတော့ဒီပန့်ကနေပြီးတော့မောင်းထည့်မှာလေမောင်းမှာဆိုဒီပန့်ကနေပြီးတော့ထားပါဒီကောင်ကဒီလိုသွားမယ်ဒီပုံစံမျိုးရှင်းအောင်ပြောရင်တော့ဒီပုံစံမျိုးဟိုကျွန်တော်ပြောကပိုရှုပ်သွားမလားမသိဟုတ်ကိုရတယ်ကိုနားလဲတယ်ကိုရတယ် ဟိုရှုပ်သွားကျွန်တော်ပြောမှပိုရှုပ်သွားမလားမသိဘူးကဒီမှာကအဓိကတော့ပြောမှဆိုဗျာပန့်တစ်လုံးနဲ့ပဲနော်ပန့်တစ်နေရာလေးပဲ supply ကပဲဖြစ်ဖြစ် return ကပဲဖြစ်ဖြစ်အပုံစံမျိုးဒီကနေပြီးတော့ပန့်ကနေပြီးတော့မောင်းပြီးတော့အလုံးလုံးပြီးတော့မလုပ်မှာတော့ဆိုတော့ခုနပြောလို့ဘယ်ကိုပြန်သွားမှာတော့ FCUC ကိုသွားမှာကျွန်တော်ပုံပြန်နေပြီးတော့ဒါကပြဘူးပါရဲ့ကျွန်တော်အစာပိုင်းတော့ပါလေ အဲ့ဆိုဒီ return ကနေပြီးတော့ဒီဟာတွေကိုအပေါ်ကနေပြီးတော့ပန်းကနေပြီးယူပြီးတော့ဒီခြေလာတဲ့ကိုပြန်ပြီးတော့ဟိုလောက်တာလားကို heat exchange ပြန်လုပ်ရတာလား ဟုတ်တယ်ဟိုကခြီလာကနေပြီးတော့ဟိအိတ်ချင်းလောက်တာမဟုတ်ဟိအိတ်ချင်းကတက်ညာကျွန်တော်ပြဘာစကိမဆိုလို့ရှိရင်ဒီမှာဒီပုံလေးဆိုရင်ရှင်းလိုက်မယ်ဒီပုံမြင်ရလားမသိဘူးဟောချက်လိုက်အခုဒီကောင်လေးဒီဗီဒီယိုဖိုင်လေး ဟုတ်ကဲ့ကိုမြင်ရပါတော့ ဒီဗီဒီယိုဖိုင်လေးမှာကြည့်မယ်ဆိုရင်အခုဒီမှာခြီလာကြီးရှိမယ်ဒီခြီလာကြီးကိုမှဒီကောင်ကအောက်ကအပေါ်ကဒီမှာ evaporator နဲ့သူက condenser ဆိုပြီးတော့ရှိလိုက်မယ်နော်ရှိလိုက်မယ်ဒီထဲမှာသူက gas circuit တီးတက်သွားမှာပြီးရင်ခုနပြောတဲ့ brother ပြောတဲ့နော်ဒီမှာပတ်တစ်လုံးဒီမှာချီဝါတာပတ်ဗျာ supply ပဲဖြစ်ဖြစ် return ပဲဖြစ်ဖြစ်ချီဝါတာပတ်ရှိမယ်ဆိုရင်ဒီပတ်ကနေဒီမှာမောင်းထည့်လိုက်မယ်ဒီမှာနော်ဒီမှာနော်ဒီကောင်ကိုဖြတ်ပြီးတော့မောင်းထည့်လိုက်တဲ့ချိန်ဒီ evaporator coil တွေကိုဖြတ်သွားမှာဖြတ်သွားပြီးရင်ဒီကနေဒီလိုပြန်လာပြီးလို့ရှိရင်ဒီမှာရေအေးတွေထွက်လာမယ်ရေအေးတွေကနေမှဘယ်ကိုသွားမလို့ဒီမှာ FCU ကိုသွားမယ် FCU ကနေမှတခါသူ coin တွေဖြတ်လာပြီးဒီ return အနေနဲ့ဘယ်ကိုပြန်သွားမှာချီဝါတာပတ်ကိုပြန်သွားမယ်အပုံစံမျိုးဒါလေးကိုတစ်ချက်ဟောဘယ်နှမိနစ်လဲမသိဘူး10မိနစ်လောက်ပဲရှိရအောင်မြင်ရလား
ဟုတ်ကိုမြင်ရတယ် တစ်ချက်ကြည့်လိုက်အတန်ကြီးကျဲနေတော့နည်းနည်းရှော့လိုက်ပါကျွန်တော်ကဒါကြီးကျဲနေဒီမှာချီဝါတာနော် supply နဲ့နော် return ဒါဘယ်လိုလုပ်ပြတာပန့်ကနေပြီးတော့မောင်းလိုက်ပြန်ကြည့်ပဲဒီမှာကြည့်စီလိုက်ရှိမယ်ဒါ FCU ပဲဖြစ်ဖြစ် AU ပဲဖြစ်ဖြစ်တခုရှိလိမ့်မယ်ပြီးရင်ချီဝါတာပတ်ရှိမယ်ဟောဒီမှာချီလာနေပြီးတော့လာမယ်နော်ချီဝါတာ supply နော်အဲ့ဒီမှာပြန်ထွက်မယ်နော်ပြန်ထွက်ပြီးရင်ပန့်စီကိုဝင်မယ်ဒီကပန့်နေတော့တစ်ခါပြန်တွန်းထည့်မယ်ပြန်တွန်းထည့်ပြီးတော့ခုနပြောလို့ဒီထက်ကနော်ဒီရေဘူးတွေရေတွေကိုဒီ evaporator တွေကိုပြန်ဖြတ်မယ်အပုံစံမျိုးပြီးရင်ဒီကောင်ချီဝါတာ return ဒီကောင်poly tower ကြီးဗျာသူကြရင်လည်း condenser water ပန့်ရှိလိမ့်မယ်အပုံစံမျိုးဒီပတ်နဲ့ပဲအဓိကသူ့ဒီထဲကရေတွေကိုလဲပတ်အောင်လုပ်ပေးရချီလာဆိုရင်တော့ခုနချီဝါတာဆိုတော့ချီဝါတာဘက်အချမ်းနော်ပြီးရင်ကွန်ဒန်ဆာဝါတာဆိုရင်ကွန်ဒန်ဆာဝါတာဘက်အချမ်းကွန်ဒန်ဆာဝါတာခုနပြောလို့ဒီချီလာကြီးမှာနော်အီဘာပိုရေတာရှိမယ်ခုနကျွန်တော်တို့ဘာရှိမလို့ကွန်ဒန်ဆာရှိမယ်ပေါ့ဗျာအပုံစံမျိုးနဲ့ဘုမျိုးချင်းနေ ဟုတ်ကိုနားလည်သွားပြီကိုကျေးဇူးပါကို YouTube မပိတ်နေတယ်ဟုတ်တူရောက်တော့ဟုတ်ပြီကိုကပေါ်ဟွာ YouTube ဟွာကြည့်လိုက်ရတယ်နည်းနည်းအဆင်ပြေတော့လားမသိ ဟုတ်ကိုအဆင်ပြေတယ်ကိုတန်းတယ်ဟုတ် โอเคဟုတ်ပြီရပြီလို့ရှိရင် စိတ်ထဲဆွဲနေရFCU ကနေပြီးတော့ဟွာနေပြီးတော့အိမ်ကပန်းနဲ့တွန်းလိုက်တယ်ဆိုပြီးတော့တွေးနေတယ်အဲ့ကြောင့်ကိုတန်းစင်ပြပြပါရှင်းသွားတာ